အဲ့ဒီအချိန်မှာဗျအကိုရှိတဲ့ကြီးမွေတယ်မကဘူးပေါ့အောင်လူကိုညှို့နေတယောက်ဘွားကနေပေါ်လာခဲ့တာရှိသေးတယ်ဒီတော့အကိုခန္ဓာကိုယ်တစ်ခုလုံးစပတ်အောင်မွေပဲတုံနေအောင်တချို့ဒေသတွေမှာတော့ညီလေးဟာဂလုံးမွေးလို့လဲဂလုံးမွေးလို့လဲဆိုတော့သူ့မျက်နှာကဖြူဘက်ဖြူရောကြီးအသက်ကတော့50လောက်တော့ရှိမယ်ထင်တာပဲအစိုးဆုံးကသူ့မျက်လုံးတွေပဲမျက်လုံးတွေကနီးရဲပြီးဒီတော့ကျုပ်တယောက်တည်းအိမ်မှာကြံနေခဲ့တာဆိုတော့ကျုပ်တို့ကပိုင်းလေးကတိတ်ဆိတ်နေရပါဗျာကျုပ်လေးတယောက်တည်းဆိုတော့ဘာကြီးတို့အဘိုးဆရာကြီးတို့နဲ့စုံစည်းခဲ့တဲ့အကြောင်းအရာလေးတွေကိုတွေးနေမိတာပါဗျာကျုပ်အဲ့ဒီလိုတွေးနေနေနောက်ဆုံးတော့ကျုပ်တွေးတွေကဝဇင်းတို့ကလေးပြောတယ်ငွေခွေကြီးအကြောင်းရောက်လာခဲ့တယ်ဗျငွေခွေကြီးဆိုတာအတော်လေးကိုစွမ်းနေဆိုပဲကျုပ်ကသူ့အလုပ်တွေကိုနှောက်ယှက်လိုက်လို့ဖြစ်တော့သူကလည်းကျုပ်ကိုအခဲတော်ကြေးမှာမဟုတ်ဘူးဒီတော့ကျုပ်လည်းသူ့ဘက်ကဘယ်လိုပဲပုံတုတ်ပြန်လာမလဲဆိုတာကိုပဲစဉ်းစားနေမိတာပေါ့အဲ့ဒီအချိန်မှာပဲကျုပ်တို့ချမ်းလေးတွေကိုမနေ့ကကြက်ကူပေးခဲ့တဲ့ကိုအောင်ထွေးကြီးနဲ့သူ့အမေခက်တော့ဝင်ရောက်လာခဲ့တယ်ဗျဒီတော့ကျုပ်လည်းလဲလဲအောင်နေရာမှာထပြီးခီးဦးကျိုပြုတ်ရတာပေါ့ဗျာလာပါဗျာလာပါဒေါ်လေးကြီးဝန်လောလောဆယ်တော့အမေတော့မရှိဘူးဗျအရေးကြီးတော့ဗျဆိုတော့ဘာကိစ္စများရှိလို့လဲအတော်တို့ကငါတူစီပဲလာတာပါမနေ့ကအတော်ပြောဆိုမိတာအတွက်လည်းတောင်းပန်ခြင်းနေတာရဲ့ပြီးတော့မင်းကိုကလည်းသူ့အသက်ကိုကယ်ပေးရတဲ့အတွက်ကျေးဇူးတင်စကားလာပြောတာပါကွယ်မလိုပါဘူးဒေါ်လေးရဲ့ကျုပ်ကအဲ့ကိစ္စတွေကမနေ့ကတည်းကမေးလိုက်ပါပြီဒါနဲ့အခုကိုအောင်ထွန်းကြီးရောဘလို့နေသေးလဲကျုပ်ကအဲ့လိုမေးလိုက်တော့သူတို့သားမိညာလုံးကျုပ်ထိုင်နေတဲ့ဂရင်လေးပေါ်ထိုင်လိုက်နေကိုအောင်ထွန်းကြီးကပဲစကားပြောလာတယ်ဗျကျေးဇူးကငါညီရဲ့အခုအကိုကောင်းသွားပါပြီလက်ရှိအကိုတက်ကအမေပေးတာမရှိတော့ဘူးငါညီပေးတဲ့အသက်ပဲရှိတော့တာဒီတော့ငါညီကိုအကိုတက်နိုင်လောက်ကြော့ပြရစေကိုအောင်ထွန်းကြီးကအဲ့လိုပြောပြီးကျုပ်ရှိမှာ20တန်ငွေဆက်ကိုအထက်လိုက်ချပေးတယ်ဗျဒီတော့ကျုပ်လည်းကြပြကြရညှင်းဆန်ရတာပေါ့ဗျာသူတို့မိသားစုကတနေ့လို့တနေ့စားဘွားတွေဆိုတာလေကျုပ်သိနေရလေတော့ပါဗျာမလို့ပါဘူးကိုအောင်ထွန်းကြီးရဲ့ခမားတက်ကိုကျုပ်ကြွေးပေးလိုက်ရတာကလည်းကျုပ်အတွက်ကောင်းမှုတစ်ခုလုပ်လိုက်တာပဲလေခမားငွေတွေပြန်ုံသွားဗျာကျုပ်စီနာကိုငွေနဲ့တိုင်းတာမျိုးတော့ကျုပ်လက်မခံဘူးကျုပ်ကအဲ့လိုခက်ပြက်ပြက်ပြောလိုက်တော့ဒေါ်လေးကြည်ဝင်းစီကအခုလိုစကားတန်ထပ်ပေါ်လာခဲ့တယ်ဗျယူပါတူမောင်ဆရာပြောရဲ့လူမသိရင်ငွေမရှားပါဘူးအတော်တို့မပြေလဲလို့မယူတာဆိုရင်အတော်တို့လည်းစိတ်မကောင်းဖြစ်မိမှာအမှန်ပဲဘာလို့လဲဆိုတော့အတော်သားအသက်ရှင်သမျှငွေကပြန်ရှာလို့ရပါတယ်ကွယ်မလိုပါဘူးဒေါ်လေးရဲ့ကျုပ်ကအခချင်းငွေမမောပါဘူးကျုပ်စိန်တာကိုအတိမဲ့ပြုတ်တယ်ဆိုရင်ဒေါ်လေးတို့ငွေတွေပြန်ုံသွားဗျာမဟုတ်ရင်တော့ကျုပ်ဒီငွေတွေကိုမီးရှို့ပြစ်မှာကျုပ်ကအဲ့လိုနောက်ဆုံးစကားပြောလိုက်တော့ကိုအောင်ထွန်းကြီးလည်းမျက်နှာလေးနွမ်းကျသွားတာကိုကျုပ်မြင်လိုက်ရတယ်ဒီတော့ကျုပ်လည်းသူတို့စိတ်ချမ်းသာအောင်ငွေဆက်ကိုအထက်လိုက်တဲ့က20တန်တရက်ကိုယူလိုက်ရင်းနဲ့ကဲခမားတို့ကလည်းကျုပ်မြူရင်စိတ်မကောင်းဖြစ်မှာကျုပ်သိတယ်ဒီတော့20တန်တရက်ပဲကျုပ်ယူမယ်ပို့တာပြန်ုံသွားကြပါကျုပ်တော့ကငွေမလို့ရွှေမလို့မြစ်တာပဲလိုရတယ်ဗျာကျုပ်စီနေတာမြစ်တာရောင်မြန်ဟဲ့ရင်မယ်ကျုပ်ကူညာကျုပ်နှက်ပါတယ်ကျုပ်က20တန်တရက်ကိုယူပြီးအဲ့လိုပြောလိုက်တော့မှအစောကနေမတိပန်းပွားလုံးနွမ်းကြသလိုရှိနေတဲ့သူတို့သားမိမျက်နှာကြည်လင်သွားတယ်ဗျဒီတော့မှကျုပ်လည်းကိုအောင်ထွန်းကြီးကိုတေချာကြည့်လိုက်ကျုပ်မရှင်းတာလေးတွေမေးလိုက်မိတာပေါ့ကျုပ်စိတ်ထဲမှာမရှင်းနေရလေးတွေရှိတယ်ကိုအောင်ထွန်းကြီးစင်ဝဲတောင်မှာရောက်နေရဲဆိုတဲ့မွေခွေကြီးကခမားကိုပြူစားလိုက်တာဆိုတော့ခမားနဲ့သူနဲ့ဘလုံးမြန်ပတ်သက်မိသွားလို့လေကျုပ်လည်းကိုရင်ကလေးကိုဖွင့်ကကိုရင်တဲ့ကိုထုံးသွင်းအဲ့လိုမေးလိုက်တော့ကိုအောင်ထွန်းကြီးမျက်နှာအနှဲငယ်တော့ကြောက်ရွံ့မှုတွေဖြစ်ပေါ်လာတာကိုကျုပ်မြင်လိုက်ရတယ်ဗျဒါပေမဲ့လည်းကြောက်ရွံ့နေတဲ့ကြားကတိုင်အခုလိုပဲဖြစ်တယ်အကိုလည်းအဲ့ဒါကိုအဓိကပြောချင်လို့လာခဲ့တာပဲညီလေးဆရာကြီးဒီအကြောင်းကိုပြောရရင်တော့လွန်ခဲ့တဲ့300လောက်ကစရမှာပေါ့ကဲဟုတ်ပါပြီဗျာဘယ်ကစအဓိကကတော့ကျုပ်ကိုအသေးသေးရှင်းပြဖို့တော့လုံးမဲဗျဒီကိုကြီးကအတော်လေးစွမ်းတယ်တိတ်မကြခင်မှာသူနဲ့ကျုပ်ရင်ဆိုင်ရမယ်ဆိုတော့သူနေရဲ့နေရာအတိအကျကိုတော့တည်ထားမှာဖြစ်မယ်ဟုတ်ပြီညီလေးဆရာဖေးဒီလိုကွာအကိုကလွန်ခဲ့တဲ့300လောက်ကစင်ဝဲတောင်ကိုတယောက်တည်းတက်ပြစ်သွားရလေသူ့စကားကြောင့်ကျုပ်တော်အတော်လေးကိုအံ့သင့်မိသွားတယ်ဗျစင်ဝဲတောင်ဆိုတာကျုပ်သူရွာသားတွေတွားလေတွားထားရှိတဲ့တောင်တစ်ခုဆိုပေမဲ့တယောက်တည်းတော့ဘယ်သူမှမသွားရကြဘူးလေဘာလို့လဲဆိုတော့စင်ဝဲတောင်ကနှက်ကြီးတယ်ကိစ္စသေးသေးလေးအမားလုံးမြင်တောင်တောင်ဆောင်တကအပြစ်ပေးတတ်တယ်ဆိုတဲ့စိုးစိုးစကားလည်းရှိခဲ့ဘူးတယ်ဗျပြီးတော့တောင်ထိပ်မှာလည်းတခါတလေတောင်ပန်ကြီးရဲ့ကြားဟင်းနံတောင်ကြားရတယ်ဆိုတဲ့ရှေးဟိုဆွဲကလည်းရှိသေးတယ်ဟုတ်ပါပြီဗျာဒါနဲ့ခမ ्या ကဘ
ဘာလို့အဖော်မှာပဲတယောက်တည်းသွားရတာလဲဗျကျုပ်ကလည်းအစောကထုံးထုတ်ထားတဲ့ကွင်းပေါ်မှာကွန်ဒီ30ကန်ထည့်ပြီးဗမာစစ်အနေငယ်ထက်ကပါဇက်တဲ့ငုံလိုက်ရင်အဲ့လိုမေးလိုက်တာဗျဒီတော့ကွင်းကြိုက်တတ်တဲ့ကိုအောင်ထွန်းကြီးကစကားဆက်မပြောသေးပဲကျုပ်ကွင်းရင်ကလေးကိုကြည့်နေရဖို့ကျုပ်တွေ့တယ်ရတယ်လေဗျကျုပ်အခုဝါနေတဲ့ကွင်းရင်ကကွန်းနူဟာအမျိုးသားလေးဗျကွင်းကြိုက်တတ်တဲ့သူဆိုရင်တော့ကွင်းရင်မြင်ကိုမစားခြင်းပဲမနေနိုင်ဘူးဆိုတာကျုပ်သိရလေဘာလို့လဲဆိုတော့ကျုပ်တို့ကမတရားဘက်နဲ့နီးရဲဆိုတော့ကားနဲ့တွားရင်တနားရီလောက်သာကြားတယ်ဗျကွန်းနူဟာဆိုရင်တော့မတရားကွန်းကနာမည်ကြီးပဲဗျအကြောင်းကတော့မတရားဘက်တွေမှာအဓိကစိုက်ပျိုးကြတာစပားတယ်မကပဲအိမ်ထဲနီးပါကွန်းမင်နေရှိနေတတ်ကြတယ်ပတ်စံရှိတဲ့သူတွေဆိုရင်ကွန်းညံနေတောင်ထောင်ထားကြတာဒီလိုပဲမရယာဘက်ကကွန်းညံနေအားကြပြီးတနစ်ကအဖေနဲ့ကျုပ်တောင်မျိုးစေ့တချို့ယူလာပြီးစိတ်ကြည်သေးတယ်ဒါပေမဲ့မရှင်းမအောင်ဗျကျုပ်တို့စိတ်တာနွေရာသီကြီးဆိုတော့အဆင်မပြေဘူးဗျဒါပေမဲ့လုံးဝမရှင်းတာမျိုးတော့မဟုတ်ဘူးဗျနောက်ပိုင်းတော့အရွက်ကလေးတွေကလက်မနဲ့လက်ညှိုးတစ်ပိုင်းစာလောက်လေးတွေကတိုင်တက်မလာတော့ဘူးဗျနေတိုင်းကျုပ်တို့မှာရေလောင်ပေါင်းတင်လောက်ခဲ့ကြရင်မဲ့အညွန့်ကသာတရားမင်းဖင်တက်ဆောင်နေတာအရွက်ကချင်မောင်ရဲ့တာဆိုတော့ကျုပ်တို့သားဖစိတ်ပြက်သွားတာနဲ့ထပ်ပြီးရေမလောင်းခဲ့ကြဘူးဒီလိုနဲ့ပဲတည်သွားခဲ့တာပေါ့ဗျာနောက်တော့မှကျုပ်တို့သားဖတိလေရတာကကိုယ့်ရဲ့ပင်စဆိုင်ရင်မိုးရသည်မေလမှာဇွန်လအထိဆောင်းတွင်စက်တင်ဘာလမှာအောက်တိုဘာလအထိအဲ့လိုကက်နပ်ပြီးစိုက်မှာဖွင့်ဖော်ထားတာကွန်းနွေဝါတွေကိုရတာမျိုးတယ်ဗျဒါကတော့ကျုပ်တို့အညာဘက်တွေမှာအစားများတဲ့ကွန်းရဲ့ဘူရုတာတစ်ခုပေါ့ဗျာဒါနဲ့ကိုအောင်တွင်းကြီးဘက်ကိုစက်ကြရအောင်ကျုပ်ကလည်းကွန်းစားကျင်နေတဲ့အမူအရာနဲ့ကိုရင်ကလေးကိုကြည့်နေတဲ့ကိုအောင်တွင်းကြီးရှိကိုကိုရင်ကလေးချပေးလိုက်တယ်ဗျကဲစားဗျာကိုအောင်တွင်းကြီးဒါကမရယာကွန်းစစ်စစ်ဗျမနေ့ကမှမရယာဘက်ကလာအောင်နဲ့ကိုရဲ့တဲ့စီကအဖေဝယ်ထားတာကွန်းနူဝါကစားရခဲ့တယ်ဗျခါတိုင်းဆိုကျုပ်တို့ရွှေဘော်ဘက်ကကိုញ្ញမ်းနေပဲစားကြရတာအကိုလေကွန်းနူဝါဆိုတော့စားကျင်နေတာညီလေးဆရာပြို့ရေဒါဆိုအကိုအားမနာတော့ဘူးနော်အိမ်မှာလဲကွန်းရပြက်နေတော့200ထပ်ပြီးစားလိုက်တော့မယ်စားပါဗျာစားပါဒါနဲ့ပြန်ရင်လေအကိုဝါကို30သားလောက်ယူသွားဗျာမနေ့ကအဖေဝယ်ထားတာတပိတ်တာဆိုးလားပဲကျုပ်တို့ညီကိုရဲ့အဖေတင်မကတခါတလေအမေကပါဝါရတော့များများဝယ်ထားရလေကျေးဇူးပါညီလေးဆရာပြောပြန်ရင်တော့ကွန်း3ရက်လောက်တော့အားနာနာနဲ့တောင်းသွားမှာပဲကိုအောင်ထွန်းကြီးကအဲ့ဒီလိုပြောပြီးကွန်းရဲ့နှစ်ကိုထုံးတော့ကကွန်းသီးစေးအချိုးကြထည့်ပြီးဗဇက်ထဲကိုငုံပြီးမှစကားပြန်ဆက်လာတယ်ဗျအစောကစကားကိုဆက်ကြတာပေါ့ညီလေးဆရာပြောရင်အကူစင်ဝဲတောင်ကိုသွားတော့တောင်ကြီးမှာပေါက်နေတဲ့မြစ်စိုးကြီးတွေမြင်လိုက်ရတယ်မြစ်စိုးကြီးတွေကလည်းထွားချမ်းကျက်ကအကူတို့လက်မောင်းလောက်ကိုရှိနေရပဲကွာအော်ဟုတ်လားကူဆက်ပါအောင်ကျုပ်ကအဲ့လိုမေးလိုက်တော့ကိုအောင်ထွန်းကြီးလည်းဗဇက်ထဲကကွန်းကိုတစ်ချက်နှစ်ချက်ဝါလိုက်ပြီးမှသူပြောတဲ့စကားကိုပြန်ဆက်လာတာဗျအခုချိန်မှာသူ့စကားကိုကျုပ်တယ်မကပဲသူ့အမေကပါစိတ်ဝင်စားနေရလေဗျာအကူလေမြစ်စိုးတွေကအတော်လေးများတော့အခွန်သိပြီးထည့်ရတော့ပါလာတဲ့အိမ်ကြီးပြေးသွားရလေဒီတော့အကူလေမြစ်တွေကိုအခွန်သိပြီးလူတွေမမြင်နိုင်တဲ့နေရာမှာပဲတည့်ရွက်တချို့နဲ့အုပ်ပြီးဖုံးထားခဲ့တယ်မြစ်တွေကရှေ့ဆက်တို့လေအတော်လေးများလာတော့အကူလေလောစောတက်ပြီးတောင်မော်ကဝေယုံပင်ကြီးတွေစီတက်ကျင်စီဖြစ်သွားခဲ့လေအော်ဟုတ်ကဲ့ဒါနဲ့နောက်ထပ်ဘာဆက်ပြည်စီလဲကိုဒီလိုနဲ့အကူလေမြစ်တွေချိုးရင်ဓာတ်နဲ့အခွန်သက်လိုက်အိတ်ထဲထည့်လိုက်နဲ့တောင်မော်ကိုဖြည်းဖြည်းချင်းတက်သွားမိတာပေါ့အကူစိတ်ထဲမှာလေအိမ်ပြန်ရောက်ရင်အမေနဲ့ညီမလေးတိတ်ကြက်တဲ့မြစ်တုပ်ကျွေးမယ်ပြီးတော့ဒီနေ့တည်းမြင်အောင်လိုက်ရင်တွက်ချီကြိုက်ပြီဆိုပြီးလေပျော်နေခဲ့တာပေါ့ဒီလိုနဲ့အကူလေတဖြည်းဖြည်းနဲ့အပေါ်ကိုတက်သွားတာတောင်ထိန်နားလာရောက်တော့ကျောကိုစိတ်ကနေနေအောင်ရုပ်တည်းလေးပြင်းနေအဆက်မပြတ်တိုက်လာတဲ့ညီလေးအဲ့ဒီအချင်းကြမှာအကူလေစိတ်ထဲမှာအမားလုံးမိပြီဆိုတဲ့ခန်းစားချက်စပြီးဝင်လာတယ်ကွာဟုတ်လားကိုဒါနဲ့အကူကတောင်ထိပ်ကိုဆက်ပြီးမတက်ဖြစ်တော့ဘူးပေါ့ကျုပ်ကစကားစာဖြတ်လိုက်တဲ့ကိုအောင်ထွန်းကြီးကိုတိကျင်စောနဲ့အဲ့လိုမေးလိုက်တော့သူကကွန်တရေတစ်ချက်ထွေးပြီးမှစကားပြန်ဆက်လာတာဗျတက်ဖြစ်တာပေါ့ညီလေးဟာမြစ်တွေကတောင်ထိပ်ကဝေယုံပေးခြင်းတွေမှာအောက်ကတိုင်မြင်နေရတော့အကိုလေးလောဘစိတ်ကိုအတော်မတတ်နိုင်ဘူးဆိုရမှာပဲဒီလိုနဲ့အကိုလေးတောင်ထိပ်ဘက်ကိုရောက်သွားခဲ့တာပေါ့အကိုတောင်ထိပ်ဘက်ကိုလည်းရောက်ရောတောင်ကြီးကတိုင်မြင်နေရတဲ့တစ်ပင်ကြီးတွေကအဖိုးတန်တစ်ခွာတွေကိုလည်းမြင်လိုက်ရတယ်အကိုလေးရောက်လက်စားနဲ့မထူးဘူးဆိုပြီးတော့အပြန်ကြမှာတစ်ခွာတွေခိုးမယ်ဆိုပြီးတောင်ထိပ်နေရာနဲ့ရှောက်ကြည့်မိလိုက်တော့ဂူကြီးတစ်လုံးကိုမြင်လိုက်ရတာပဲဟုတ်လားကောင်းကြီး
ကျုပ်တို့အဘိုးပြောတဲ့စင်ဝဲတောင်ဂူပဲဖြစ်မယ်အဘိုးတို့လက်ထက်ကကြီးလိုက်ရင်ခဏခဏနောက်ကြတဲ့အခါအဲ့ဒီဂူထဲမှာပဲတက်ခါတလေအိတ်ခရတယ်ဆိုပဲအဲ့ဒါတော့အကိုလည်းတေချာမသိပါဘူးညီလေးဟာအကိုမြင်ရတာတော့ဂူကြီးတစ်ခုပဲလေဒါနဲ့အကိုလည်းရောက်လက်စားနဲ့မထူးဘူးဆိုပြီးဂူပေါက်ကြီးနားကိုတဖြည်းဖြည်းချင်းရှောက်သွားခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲအကိုရှိတက်ကဂူပေါက်အောင်မှာလူကြီးတယောက်ဘွားကနေပေါ်လာခဲ့တာကွာဒီတော့အကိုခန္ဓာကိုယ်တစ်ခုလုံးတစ်ဆက်ဆက်ကိုတုံနေအောင်ကြောက်လန့်သွားခဲ့တာပေါ့ညီလေးဟာဘာလို့လဲဆိုတော့သူ့မျက်နှာကဖြူဘက်ဖြူရော်ကြီးအသက်ကတော့50လောက်တော့ရှိမယ်ထင်တာပဲအစိုးဆုံးကသူ့မျက်လုံးတွေပဲမျက်လုံးတွေကနေရဲနေပြီးအကုတ်ကိုလည်းရန်လူတယောက်လိုကြည့်နေခဲ့တာတကယ်ကိုကြောက်ခမန်းလေးလီပုံစံကြီးပဲညီလေးရဲ့ပြီးတော့သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအယုတ်တွေအများကြီးထိုးထားတယ်အယုတ်ဆိုတာကလည်းတာမန်ယုတ်တွေမဟုတ်ဘူးငွေယုတ်တွေအကြီးအသေးအလက်အရွယ်ဆုံးသူ့ရင်ဘက်မှာလက်မောင်းကြောပြင်းတစ်ခုလုံးငွေယုတ်တွေနဲ့ဖုံးနေရပဲကွာအကိုဖြင့်ကြည့်နေတဲ့အဲ့ဒီငွေယုတ်တွေကရွေလျားနေလို့ကြီးကိုမြင်နေရတာကွာအော်ဟုတ်လားအကိုအတော်လေးကိုထိတ်လန့်ကြပဲဆက်ပါအောင်ဗျအကိုလည်းမထင်မှပဲရုပ်တရက်ပေါ်လာတဲ့သူ့ကိုလန့်ပြီးပြန်လဲပြေးဖို့ပြင်လိုက်တာပေါ့ကွာဒီမှာပဲအကိုခြေထောက်တွေကလှုပ်မရတော့ဘူးကွာပြီးတော့အဲ့လူကြီးကနှုတ်မှာပွားစီနဲ့ဘာတွေရင့်နေမှမသိဘူးဒါပေမဲ့အကိုခြေထောက်တွေကတန်မိုးဆွဲခဲ့ထားလို့ကြီးကက်နေရလေအဲ့ဒါသူ့လို့တယ်ဆိုတာအကိုသိတယ်အဲ့ဒီချိန်မှာပဲအကိုလည်းဒီကိုယ်လုံးချွေးတွေစုပ်ရွဲနေပြီအဲ့ဒီမှာပဲအဲ့လူကြီးခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းလဲသွားတာလူလက်ကတိုင်းစာလောက်အလုံးပတ်ရှိတဲ့ငွေကြီးတစ်ကောင်ဖြစ်သွားတာပဲညီလေးမျက်လုံးကြီးတွေကလည်းနီးလို့ရဲလို့ရှာကြီးတွေကလည်းထုတ်လိုက်သွင်းလိုက်နေပြီးတော့သူ့ပါဇက်ကြီးကအကျေကြီးဟလိုက်တာအမလေးကွာအကိုဖင်းပြောရင်းတောင်ကြက်တီးထားတယ်သူ့ပါဇက်ကြီးတွေကရွာထဲကဥဖတ်ဒီခန္ဓာကိုယ်ကြီးကိုတောင်မျိုးချလို့ရတဲ့အနေထားကြီးပဲကွာပြီးတော့သူ့ရဲ့နှာခေါင်းပေါက်ကြီးတွေကလည်းကြောင်နှာခေါင်းတောင်ဝင်လို့ရတဲ့အထိအကျေကြီးအဲ့ဒီနှာခေါင်းပေါက်ကြီးတွေကလေသွင်းလေထုတ်တဲ့အတန်းတွေကလည်းတက်ရှဲရှဲနဲ့မိုးသေးသေးရွာနေတဲ့အတန်းကြီးလိုပဲအကိုလေးတက်တက်နဲ့တကူအဲ့လောက်ကြီးရဲ့မွေကြီးကိုမတွေ့ဘူးအော်ဟုတ်ပြီအကိုအဲ့ဒါမွေကိုကြီးပဲဖြစ်မယ်ဒါနဲ့စက်ပါအောင်ဗျာအကိုလေးခန္ဓာကိုယ်ကလည်းလှုပ်မရအဲ့ဒီအချိန်တုန်းကလှုပ်ရတာဆိုလို့မွေးရပါတခုပဲရှိတယ်ကွာမရှက်တဲ့ဝန်ခံရရင်အကိုသေးတွေတောင်ထွက်ကြနေပြီဘာလို့လဲဆိုတော့မွေကြီးကဗပြင်းကြီးခွက်ပြီးဗဇက်ကြီးကဖျဲကအကုတ်ကိုဝါးမိမဲ့ပုံစံကြီးနဲ့အနားကိုကတ်ချလာတာကွာဒီတော့ကိုလေကိုအသေးလူပဲဆိုပြီးတတ်မှတ်လိုက်တာပေါ့အဲ့ဒီအချိန်မှာပဲမွေကြီးကအကိုနဲ့တလန်ကွာလောက်လေရောက်ရောအကိုလည်းအကြောက်လွန်ပြီးတတိလွတ်သွားတာပဲကွာနောက်တော့ဘာဆက်ဖြစ်လဲအကိုမသိဘူးအကိုတတိကတော့ရောက်နေရကအမောင်တူကြီးအလင်းဆိုတာလည်းနတ်ထိဒီတော့အကိုလည်းမွေကြီးဝမ်းပိုက်တဲ့ရောက်နေရထင်ပြီးအားရပါရငိုခဲ့တာပေါ့ဒီတော့အကိုအမောင်ထဲမှာထိုင်ကုန်နေအသီးစီပျောက်လို့ဖြစ်ကခေါင်းနဲ့မူးနော်သွားခဲ့ပြီးနောက်တစ်ခါသတိလက်သွားခဲ့တယ်အကိုသတိပြန်လာတော့အကိုကိုဝိုင်းကြည့်နေတဲ့ညီလေးပါဝင်အမေရဲ့ညီမလေးရဲ့နဲ့ရွာသားတွေကိုတွေ့လိုက်ရတာပဲအော်ဟုတ်ပြီဗျာဒီလောက်ဆိုကြုံနားလိုက်ပါပြီဗျမွေးတွေမှာလည်းအကောင်ကြီးရင်လူတွေရဲ့စိတ်ကိုဖန်ဆာညှို့နေအစွမ်းနေရှိတတ်ကြတယ်များသောအားဖြင့်လူအများသိကြတာကစပကြီးမွေတွေပဲအကိုပြီးတော့လူတွေကိုညှို့ဖန်ဆာနိုင်တဲ့မွေတွေထဲမှာတဘာဝမွေမျိုးစိတ်တွေဘလူးတဲ့တခြားဆက်ဆက်တဘောရှိတဲ့မွေတွေလည်းကျုပ်ကြားဘူးထားတာလေရှိသေးတယ်ဗျဟုတ်လားဒီမှာဆရာကျော်အတော်လေးဒီအတွေ့အထိရောက်လာပြီမဲ့လူတွေကိုညှို့ဖန်ဆာတတ်တဲ့မွေဆိုတဲ့အထဲမှာစပကြီးမွေတွေတော့ပဲသိတာအခြားမွေတွေအကြောင်းလည်းအတော်တို့သိအောင်ရှင်းပြပေးပါအောင်ကွယ်ဒီတစ်ခါမေးလိုက်တာကကိုအောင်တွင်းကြည်ရဲ့မိဒေါ်လေးကြည်ဝင်းမြကျုပ်ကလည်းဒေါ်လေးမေးလာတော့ကျုပ်လေးလာဖတ်ရှိခဲ့ရဘူးတဲ့စာအုပ်တွေထဲကအကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးအခုလိုပဲရှင်းပြလိုက်တယ်လေဒီလိုပြဒေါ်လေးရဲ့ပထမဆုံးအနေနဲ့ကျုပ်တို့တွေအသိများတဲ့စပကြီးမွေတွေအကြောင်းကိုပဲစကြတာပေါ့ဗျာစပကြီးမွေဆိုတာအခြားလူသိနေတဲ့အမည်နာမတစ်ခုရှိသေးတယ်တချို့ရက်ဒေတာတွေမှာပါးတက်မွေလို့လည်းခေါ်ကြတာပေါ့ပါးတက်တယ်ဆိုတာကလူတွေကိုစကားပြောနိုင်အောင်လုပ်တယ်ခန္ဓာကိုယ်ကိုလှုပ်ရှားမရအောင်လုပ်နိုင်တယ်ဆိုတဲ့သဘောပဲအဲ့ဒါကလည်းညှို့ဖန်ဆားလိုက်တဲ့သဘောမျိုးပါပဲဗျာသူတို့ကအကောင်ကြီးတဲ့ကသူတို့ရဲ့တက်ရှိစာကိုအဲ့လိုပါးတက်အောင်လုပ်ပြီးကြောက်တခုလုံးငင်းနေသွားပြီဆိုမှခေါင်းကနေစပြီးမျိုးချတာပေါ့ဗျာဟာဒီပုံစံတိုင်းဆိုစပကြီးမွေတွေကလည်းအကောင်ကြီးရင်အတော်လေးကိုကြောက်စရာကောင်းပါလားညီလေးဆရာပဲဟုတ်တယ်အကိုရစပကြီးမွေတွေမက
လူကိုညှို့နိုင်တဲ့နောက်တဲ့မွေတွေလည်းရှိသေးတယ်ဒုတိယမွေကတော့စပအောင်မွေပဲတချို့ဒေတာတွေမှာတော့ဂလုံးမွေလေးလို့ခေါ်ကြတယ်သူတို့ကမွေထဲမှာညံသိပ်ကောင်းပြီးပါနဲ့တဲ့မွေမျိုးစားတွေပဲဗျသူတို့ရဲ့မျက်လုံးနှာမုတ်တန်တွေကတည်းကလူတွေရဲ့စိတ်ကိုညှို့နိုင်ကြရလို့လည်းပြောကြတယ်ဗျနောက်ထပ်တဘာဝမွေမျိုးစိတ်ကရှိရသောနေမှာအတီးအကျရှိကြတဲ့မွေးနဂါးတွေပဲသူတို့ကတော့တက်ရှိလူသားတွေဒီပါအသိဉာဏ်ရှိတဲ့ကြတယ်လူတွေကိုဆွဲလန်းစေတဲ့ကာမမင်းမျိုးအတွင်ဖန်ဆင်းနိုင်လို့လူတွေရဲ့စိတ်အာရုံကိုအသိစိတ်လုံးအောင်ပျောက်ကွယ်သွားတဲ့အထိဖန်ဆင်းနိုင်တယ်လို့အဆိုရှိခဲ့တယ်ဗျ။အော်ဒါဆိုရင်မွေးနဂါးတွေကပိုးပြီးကြောက်စရာကောင်းတာပေါ့နော်တူလေးမဟုတ်သေးဘူးတော်လေးအဲ့ထဲကြောက်စရာကောင်းတဲ့မွေမျိုးစားရှိတယ်အဲ့ဒါကတဘာဝကိုစိတ်ညစ်ပြီးပြောင်းလဲသွားတဲ့မွေတွေပဲသူတို့ကိုမန်နန်မွေစုံးမွေလို့ခေါ်ကြတယ်ဘာလို့လဲဆိုတော့မန်နန်နဲ့စီရင်ထားတဲ့မွေတွေကလည်းလူတွေကိုဖမ်းစားနိုင်လို့စုံးငွေတို့အသွင်ပြောင်းထားတဲ့မွေတွေကလည်းလူကိုဖမ်းစားနိုင်တယ်အခုကိုအောင်ထွန်းကြီးကိုညှို့ဖမ်းစားလိုက်တဲ့မွေကကဝေကြီးအသွင်ပြောင်းလိုက်တဲ့စုံးငွေမွေကြီးလို့ဆိုလို့ရတယ်ဒါတွေကတဘာဝကိုစန့်ကျင်ပြီးလောကီအထက်အောင်ပညာရေးတွေနဲ့ဖြစ်လာခဲ့တာကြောင့်အခုခေတ်လူတော်များများယုံကြည်ဖို့အခက်ခဲကြတာပေါ့ဗျာကျုပ်ကလည်းအဲ့လိုအားရပါရရှင်းပြလိုက်တော့မှကိုအောင်ထွန်းကြီးတို့သားမိခေါင်းတကြီးနဲ့ရှိနေခဲ့ကြတာဗျအဲ့ဒီအချိန်မှာပဲကျုပ်ညီထော်ကြီးကိုကြောင်းပုတ်ပြီးခြံထဲကိုဝင်လာတဲ့အမေကိုတွေ့တော့ကျိုးလေစကားစာကိုဖျက်ထားလိုက်ရတယ်ဟောမနဲ့စောစောကြည်ဝန်းတို့ရောက်နေပါလားဟောရင်းလေးချမ်းနဲ့ထညက်ပကံလေးတောင်ချမပေးထားဘူးလားသားရဲ့တခါတလေလာတဲ့ဧည့်သည်တွေကိုအားနာစရာတွေဖြစ်ကုန်ပါပြီအမေကရောက်ချင်းအဲ့လိုပြောလိုက်တော့မှကျုပ်လည်းသတိရသွားတယ်ဗျခါတိုင်းဆိုဘယ်သူပဲလားထညက်နဲ့ရင်းနေချမ်းတော့အမေကအဲ့ခံပေးတတ်တယ်လေအော်ဟုတ်ပါအမေရဲ့သားလည်းမေ့သွားတာခေါင်းလေးနဲ့မူးနေလို့ခဏလဲနေတော့ဒေါ်လေးတို့ရောက်လာရင်စကားလက်ဆောင်ကြတော့သတိမရလိုက်ဘူးရပါတယ်ဒေါ်လေးမရကျုပ်တို့ကတခြားရာကလာတဲ့ဧည့်သည်တွေမှာမဟုတ်တာပဲဒီကညီစရာပြပြောပြတယ်ဘဟုတုသာရင်းနဲ့တင်အဲ့ဝေကျွေးနေပါပြီဗျာဟုတ်တယ်မအေးဘာမှလုပ်မနေနဲ့တော့ကျုပ်တို့အခုပဲသွားတော့မယ်မောင်ဖြိုးတို့သားကောင်းရင်လာလေရထားတဲ့မအေးကိုကျုပ်အတော်လေးအားကြမိတယ်မအေးသားကတကယ်ကိုထွန်းတော့တယ်ပါရမီရှင်လေးပဲပညာလဲဆုံးလို့ဘဟုတုသာလဲဆုံးနေဒီသားလေးကြောင့်မအေးတို့တော့ဂုံတဲ့ကြော်ဆုံးမှာတော့ကျုပ်မြောင်ပါသေးရဲ့တော်ကြီးအမလေးအကြီးရဲ့ဂုံတဲ့ကြော်စောတာတွေပါတယ်ကျမစိတ်ဝင်စားပါဘူးဒီသားလေးကျမနားကခွဲမစားရင်ပဲကျမကြည်နေပါတယ်ပြီးတော့ရွာထဲမှာလည်းကျမကြားနေတယ်ကျမသားလေးကိုစင်ဝဲတောင်ကကိုဝေကြီးကိုထိတ်တယ်နှင်းနှင်းခိုင်းမယ်ဆိုတဲ့အကြောင်းအကြီးကိုလေဒီကိစ္စအကူကြီးလာတော့ရင်တော့ကျမအနေနဲ့တဘောမတူနိုင်ဘူးနော်ကျမသားလေးတစ်ခုဖြစ်ပြီးဆုံးရှုံးမှာကိုကျမကြောက်တယ်ကျမသားနဲ့ကျမမခွဲနိုင်သေးဘူးအမေကအဲ့လိုပြောလိုက်တော့ကိုအောင်ထွန်းကြီးတို့သားမိမျက်နှာတစ်ချက်စီပြတ်သွားကြတယ်ဗျဒါပေမဲ့လေသူတို့လာတာမနေ့ကကိစ္စတဲ့ကျေးဇူးတင်ကြောင်လာပြောတာဆိုမှကျုပ်မိပြုံးနေသွားတယ်ဗျအမေကကျုပ်သေးရပြန်ပြီးကြတဲ့ကကျုပ်ကိုအသေးတန်ကိုချစ်ပြပေးတော့တာဗျဒီအတွက်ကြောင့်ကျုပ်လည်းမွေခွေကြီးနဲ့အမေမသိအောင်ဘယ်လိုရင်ဆိုင်မလဲဆိုတာလေအကျက်ရိုက်နေတာပေါ့အမေသိရင်တေချာပေါကျုပ်ကိုတားမှာဆိုတာကျုပ်သိရလေဒီလိုနဲ့ပဲအမေနဲ့ကိုအောင်ထွန်းကြီးကိုတားမိလေအားလာပါသားလာပါစကားတွေပြောဆိုနေကြတဲ့အချိန်ကြတော့ကျုပ်လည်းအိမ်ပေါ်ဓာတ်ကိုတက်လာခဲ့တာပေါ့ဗျာဘာလို့လဲဆိုတော့ကျုပ်ဘာဆက်လုပ်ရမလဲဆိုတာဝဇင်းလေးကိုတေချာမေးအောင်မလေးမဟုတ်ဘူးလားကျုပ်လည်းအိမ်ပေါ်ဓာတ်ကိုရောက်တာနဲ့အခန်းထဲကိုဝင်ပြီးအတွင်းကတကားကိုပိတ်လိုက်တယ်ပြီးတော့ကျုပ်ရဘေးကနိုင်ငံလေးမှာထောင်ထားတဲ့ဝဇင်းတုပ်ကလေးကိုယူပြီးလက်နဲ့အထက်အောင်၃ချက်ပုတ်လိုက်တယ်ဗျအဲ့ဒီအချိန်မှာပဲကျုပ်ကင်ထားတဲ့ဝဇင်းတုပ်ကလေးကကျုပ်လက်ပေါ်ကတိုင်လှုပ်ရှားလာတာဗျဒီတော့ကျုပ်လည်းလက်ပေါ်ကချလိုက်တော့ကျုပ်ရှိမှဝဇင်းကလေးကထုံထုံဝဲဝဲကလေးရက်နေတာပေါ့ဗျာပြီးတော့ဘယ်ညာရမ်းပြီးသူ့စီကနေစကားတန်ထွက်ပေါ်လာတယ်ဟေးတခင်ကျွန်တော်ကိုခေါ်သလားဟုတ်တယ်ဝဇင်းလေးခုနကကိုအောင်ကြီးပြောတဲ့အတိုင်းဆိုရင်ငွေခွေကြီးကစင်ဝဲတောင်ထိပ်ကကြောက်ကူကြီးတွေမှာနေတယ်ဆိုတာသိရပြီဒါကြောင့်မလို့ကျုပ်တို့ဘလို့အစီအစဉ်ချမလဲဆိုတာတိုင်ပင်ရအောင်တော့ခေါ်လိုက်တာပါသူ့ကိုဒီတိုင်းထားလိုက်ရင်နောက်တဲ့လူတွေကိုဒုက္ခပေးနိုင်တဲ့အတွက်ကျုပ်အများဆုံးနှိမ့်နေချင်နေပြီဗျာကျုပ်ကအဲ့လိုပြောလိုက်တော့ဝဇိန်းလေးကသူ့ကိုကျင်တိုင်းဘဲညာရမ်းနေရမှာရက်သွားပြီအတော်တန်စဉ်းစားလိုဟန်လုပ်ပြီးဆက်ပြောလာတာဗျအခုချိန်သူ့ကိုတွားတိုင်အခွင့်ကောင်းမယ်သူ့ဘက်ကလက်ရှိအရာအလုံးအစင်းစင်းမဖြစ်သေးဘူးတခင်မနေ့က
သူ့တိုက်ထားတဲ့အစီရင်မွေတွေပျက်စီးသွားတယ်လူသားတယောက်ကိုလည်းတခင်ကဲလိုက်တယ်အဲ့ဒီအတွက်ကြောင့်သူ့စိတ်ထဲမှာဒေါသကြီးနဲ့ငကားကိုကျင့်စဉ်ကိုအပြည့်တက်ဖို့ပြင်ဆင်နေတဲ့အချိန်ဖြစ်နေတယ်အဲ့ဒါဆိုပိုဆိုးတော့ဝစိမ်းလေးဟာသူ့ကျင့်စဉ်အောင်သွားရင်လူတွေကိုပို့ပြီးဒုက္ခပေးလာနိုင်မလို့ကြုတ်ထင်တယ်အများကြီးဒုက္ခပေးနေတာပေါ့တခင်ငကားကိုအဆင့်ရောက်သွားရင်စင်ဝဲတောင်တစ်ခုလုံးကအဆောင်ရုပ်တွေအားလုံးကိုသူ့ဩဇာခံဖြစ်တတ်မှတ်ပြီးလူတွေကိုစနစ်တကျတောင်းအောင်ကြီးပြူစားတော့မှာအခုလက်ရှိအဆင့်ကငွေတွေအားလုံးကိုထိန်းနေတဲ့အဆင့်ပဲရှိသေးတယ်ငကားအဆင့်ရောက်ရင်တော့ရေကန်တွေမြေချောင်းတွေကတရဝါတွေကိုပါစိတ်ခိုင်းနိုင်မယ်ပြီးတော့တခင်အပေါ်မကြည့်တတ်တာနဲ့တခင်တို့ရောက်ကိုကန်ဆုံးမုံမောင်ကြောက်အောင်လုပ်တော့မှာဒီတော့သူ့ကိုငကားကိုအဆင့်မအောင်မြင်ခင်ကြိုတင်တိုက်ခိုက်မှရမယ်တခင်ဝဇင်းလေးရဲ့စကားကိုကြားရတော့ကျုပ်လည်းအတော်လေးကိုစိတ်ပူပန်သွားရတယ်ဗျဘာလို့လဲဆိုတော့ကျုပ်ကိုယ်တိုင်ကလည်းဘာစွမ်းမှမမဲရမရှိတာကြောင့်လေသူသာငကားကိုအဆင့်ရောက်ရင်သူ့ကိုကျုပ်ဘယ်လုံးမှတားဆီးနိုင်မှာမဟုတ်ဘူးလေဒီတော့ကျုပ်လည်းသူ့ပညာအဆင့်မတက်ခင်ရင်ဆိုင်ရမလို့စိတ်ကူးမိလိုက်တယ်ဒါနဲ့ပဲဝဇင်းလေးကိုအခုလိုပဲပြောလိုက်တော့ဗျာဒါဆိုလေသူငကားကိုအဆင့်မတက်ခင်ကျုပ်တို့အရင်ဆုံးဥအောင်တိုက်ခိုက်ဖို့လုပ်အောင်မယ်ဝဇင်းလေးမှန်ပါတယ်သခင်ဒါပေမဲ့ဒီတိုင်းအစီအစဉ်မဆွဲပဲဓာတ်ရိုက်သွားတိုက်ရင်မဖြစ်သေးဘူးသူကသူ့နေရာကိုအကာအကွယ်အစီအရင်နဲ့အကောင်းဆုံးကာကွယ်ထားပါမယ်ကျွန်တော်တို့ကအရင်ဆုံးသူ့စီမြောက်ခင်မှာသူ့ရဲ့အကာအကွယ်စည်းတွေကိုဖျက်ရမယ်ဘယ်လိုလုပ်ရင်သူ့ရဲ့အကာအကွယ်တွေကိုဖျက်ဆီးနိုင်လဲဝဇင်းလေးတခင်မှာအင်းဝိဇ္ဇာဘိုးဘိုးကြီးစီကအင်းပညာ၃ခွက်ရှိသေးတာပဲလေအဲ့ဒါကိုအကောင်းဆုံးအသုံးချရမယ်အခုကျွန်တော်အာရုံထဲမှာမြင်နေရတာစင်ဝဲတောင်တစ်ခုလုံးကဝေကြီးကတိုက်မွေတွေအများကြီးနဲ့စီရင်ထားတယ်ဒီတော့တခင်အသုံးပြမှာကသူ့အစီရင်တွေကိုဖျက်ဖို့မူလပြန်ရင်းနဲ့တန်ပြန်ရင်းတစ်ခုပဲဒါကြောင့်မလို့တိမ်ဝင်တပိတ်ခွဲကိုလိုအပ်တယ်သခင်တိမ်ဝင်တပိတ်ခွဲဟုတ်လားဝစင်းလေးဟုတ်ပါတယ်သခင်အခုသခင်တို့ရောကဖုံးကျောင်းရဲ့တိမ်ကျောင်းတော်တက်မှာကွဲနေတဲ့တပိတ်တစ်လုံးရှိတယ်ဆရာတော်ကိုစွန့်ခိုင်းပါတိမ်ဝင်တပိတ်ခွဲရပြီဆိုရင်အင်းစက်ကညစ်တန်ကကျွန်တော်ကူညီမယ်ဟုတ်ပြီဗျာဒါဆိုလေကျုပ်အခုသွားလိုက်မယ်ဝစင်းလေးအခုမသွားနဲ့သခင်နေ့လေ12ချက်သီးမှသွားယူပါအခုချိန်သွားလေဆရာတော်ကြီးလည်းမရှိသေးဘူးတစ်ဖက်ရောက်ကိုစွန်းစားကြနေတယ်ဝဇင်းလေးရဲ့စကားတွေကြောင့်ကျုပ်ပြင်ဗဇက်ဟောင်းသားကိုဖြစ်နေခဲ့ပါပြီဗျာသူကအရာအလုံးကိုသိနေရဗျဒီတွေလေကျုပ်နေနေတော့စိတ်အေးရတာပေါ့ဒါနဲ့ကျုပ်လေကျုပ်စီစဉ်ထားတဲ့အတိုင်းဝဇင်းလေးကိုပြောလိုက်တာပေါ့ဗျာဒါနဲ့ဝဇင်းလေးကျုပ်မွေခွေကြီးကိုတွားတိုက်တဲ့ကအမေတို့အဖေတို့မသိအောင်သွားမှာဖြစ်မယ်မဟုတ်ရင်ကျုပ်သွားမှာကိုစိတ်ပူပြီးသားကြလိမ့်မယ်ဒီတော့ဒီညအမေတို့အိတ်တဲ့ချင်းကိုမွေခွေကြီးကိုတွားတိုက်ကြမယ်ညဘက်ဆိုမဖြစ်နိုင်ပါဘူးသခင်ညဘက်ဆိုသူကစွမ်းအားအပြည့်ရှိတဲ့အချိန်ဖြစ်နေတယ်ဒီတော့မနှက်ခင်နေမထွက်ခင်အချိန်တောင်ထိပ်ကညီကိုမသိသည့်အလင်းရောင်ရှိနေတဲ့အချိန်ကအကောင်းဆုံးပါသခင်မိပါတယ်မသိအောင်လှုပ်ပေးဖို့ကကျွန်တော်တောင်းထားပါသခင်အနေနဲ့အဖော်တယောက်ခေါ်တင်တယ်လို့ထင်ပါတယ်ဝဇင်းလေးရဲ့စကားကိုကြားတော့ကျုပ်လည်းအဖော်ဆိုတော့အခုလိုပဲစဉ်းစားမိတယ်ဗျအကိုကြီးကိုခေါ်ရမလားဒါပေမဲ့သူကတာမန်လိုပဲတကယ်လို့မွေခွေကြီးနဲ့ရင်ဆိုင်တဲ့အခါကျသူ့အတွက်အန်ဒီကြီးလွန်းတယ်လေဒီတော့ဝဇင်းလေးကိုကျုပ်တယောက်တည်းသွားဖို့ပြောရတာပေါ့ကျုပ်ကိုယ်တိုင်ပဲသွားမယ်ဝဇင်းလေးဘယ်သူကမှမပါစေချင်ဘူးပြီးတော့တင်းတယောက်လုံးရှိနေရဆိုတော့တင်းကကျုပ်ရဲ့အဖော်ပဲလေချိုးကြံနေတဲ့ကတော့မွေခွေကြီးနဲ့တိုက်တဲ့အခါတင်းဥဆောင်ပေးမှရနိုင်မယ်ကျုပ်မှာကဘာစမ်းမှရှိသေးတာမဟုတ်ဘူးကျုပ်ကအဲ့လိုပြောလိုက်တော့ဝဇင်းလေးကဘယ်ညာရမ်းပြီးတဘောသူတို့လှုပ်လိုက်တယ်ကောင်းပြီတခင်မနေ့ပြန်မနေ့နေမတက်ခင်၄ရက်တီလောက်အရောက်သွားကြတာပေါ့တခင်အနေနဲ့ဘာရီတို့ရဲ့ပရိယေကျင်းကားရုပ်ကလေးရဲ့မမေ့နဲ့အရေးကြောင်းဆိုရင်ကျွန်တော်တခင်ကိုကာကွယ်လမ်းပြပေးပါမယ်အခုတခင်နေ့စဉ်လှုပ်ရှားရှိတာတွေကိုလှုပ်နေပါကျွန်တော်ကိုခဏနားရွယ်ပြုပါအောင်ကောင်းပြီဝဇင်းလေးတင်နားလို့ရပါပြီကျုပ်ကအဲ့လိုပြောလိုက်တော့ထောင်နေတဲ့ဝဇင်းလေးလဲကျသွားပြီကျမ်းပြေပေါ်မှာဟိုလိမ့်ဒီလိမ့်နဲ့အကျော်ဆန်ကနင်းနေသွားခဲ့တယ်ဗျဒီတော့မှကျုပ်လည်းအခန်းတစ်ခါကိုဖွင့်ပြီးဝဇင်းတုပ်လေးကိုယူကဘေးမှာထားခဲ့ပြီးဖျားစင်ရှိမှထိုင်ရင်ဘာရီတို့ရဲ့ပရိကိုကန်လိုက်တယ်ပြီးနောက် EDB တော့ဘဂဝါအရဟံအစရှိတဲ့ဖျားကုံတော်ပရိကိုတက်စိတ်စိတ်ဖို့စိတ်ကူးလိုက်တော့တာပဲဗျဘာလို့လဲဆိုတော့မနှက်ပြန်မနှက်ဟာကျုပ်ပေါ်မှာအကြီးမားဆုံးစမ်းသပ်မှုတစ်ခုဖြစ်လာတော့မယ်ဆိုတာကျုပ်သိနေခဲ့ပြီဗျဒီလိုနဲ့ပဲကျုပ်လည်းဂုံတော်ပရိတက်စိတ်စိတ်ပြီးတမရတနာရီခန့်ဆက်တိုင်ပြီးမှကျုပ်ဖျားရှိကိုမြစ်တာပို့လိုက်တယ်ဗျပထမဆုံးဝ
ဝင်းနီးကတက်တော်ဝါရီနဲ့မြင်းရမမြင်းရဲ့မှန်သမျှအကုန်မြစ်တာပို့ပြတယ်ပြီးတာနဲ့ကျုပ်လည်းဖုံးကြောင်းကိုသွားလိုက်တယ်လေကျုပ်ဖုံးကြောင်းကိုရောက်သွားတဲ့အချိန်နဲ့ဆရာတော်ကြီးတစ်ဖက်ရကပြန်လာတဲ့အချိန်နဲ့ကွက်တီဆိုတော့ကျုပ်လည်းတိမ်ချောင်းဆောင်ကတိမ်ဝင်တစ်ပိတ်ခွဲကိုဆရာတော်ကြီးကိုစွန့်ရဲဖို့လျှောက်ထားတော့လေဆရာတော်ကြီးကကြည်ကြည်ပြိုနဲ့စွန့်မေးလိုက်တယ်ဗျကျုပ်လည်းဆရာတော်ကြီးကိုရှိခိုးပြီးအိမ်ကိုပြန်လာခဲ့တယ်ကျုပ်အိမ်ကိုပြန်လာရလမ်းလျှောက်မှလည်းဆက်စုတတ်တဲ့ကျုပ်တို့ရွာသားတွေကတပိတ်ခွဲကြီးကိုကင်ထားတဲ့ကျုပ်ကိုဟိုမေးတီမေးပါဗျာကျုပ်ကတော့သူတို့မေးတာကိုဘာမှမရှင်းပြတော့ပဲအတုံးလို့ဆရာတော်ကြီးကတောင်းခံလာတယ်လို့ပဲဖြေပြီးတော့အိမ်ကိုဆက်မလိုက်ဖို့တောင်အတင်းပြောရပါသေးတယ်ဗျာဒီလိုနဲ့ပဲကျုပ်အိမ်ကိုပြန်လာတယ်ဆိုပါတော့အဲ့ဒီအချိန်မှာပဲဗရောက်ချက်ကအဖေလည်းပြန်ရောက်နေပြီအိမ်ရောက်တဲ့မှာအမေနဲ့စကားပြောနေကြလေရဲ့ဒါနဲ့ကျုပ်လည်းအမေတို့နဲ့စကားမပြောတော့ပဲအိမ်ပေါ်ဓာတ်ကိုတက်ပြီးဝစင်းတို့ကလေးကိုထုံးစံတိုင်းစကားပြောဖို့စင့်ခေါ်ရတာပေါ့တိမ်ဝင်တပိတ်ခွဲရခဲ့ပြီလားတခင်ဒီမှာလေးဝစင်းလေးဒါနဲ့ကျုပ်ဘယ်လိုဆက်လုပ်အောင်လဲဆိုတာထက်ပြီးလမ်းညွှန်မအောင်ကျုပ်ကအဲ့လိုမေးလိုက်တဲ့အချိန်မှာဝစင်းတို့ကလေးကဘယ်ညာရမ်းပြီးတဖြည်းဖြည်းတင်းငယ်သွားကကြောင်တုံခဲတန်ရှိအရွယ်စားပြောင်းလဲသွားတယ်ဗျကျုပ်သိလိုက်ပြီလေဒါကဝစင်းတို့လေးကူညီပေးမယ်ဆိုတဲ့အင်းဆွဲကညစ်တန်ဆိုပါတော့ဗျာဒါနဲ့ကျုပ်လည်းကွဲနေတဲ့တိမ်ဝင်တပွေခွဲကြီးရဲ့ပဲ့နေတဲ့အနားတွေကိုအသားရဖဲ့ယူပြီးအင်းဆွဲလို့ရမယ်ပမာဏအရွယ်စား၃ခုပြည့်မငြင်းကြီးအောင်ညှိလိုက်တယ်ဒီတော့တဖြည်းဖြည်းနဲ့အင်းဆွဲလို့ရတဲ့အနေထားရောက်တော့မှကျုပ်လည်းဝစင်းကညစ်တန်လေးရဲ့ချွင်နေတဲ့ထိပ်ပြားနဲ့အဘိုးဆရာကြီးတင်ပေးထားတဲ့အင်းတွေကိုစတင်ဆွဲကြည့်တာပေါ့ဗျာကျုပ်ရဲ့နှုတ်ကလည်းတဏ္ဍာကုံ၃ပါးကိုအာကုံဆောင်ရင်ပထမတိမ်ဝင်တပွေခွဲစာမှာမူလပြန်ရင်ကိုရေးဆွဲလိုက်တယ်ထူးဆန်းတာကဝစင်းတို့လေးဖန်ဆင်းထားတဲ့ကညစ်တန်လေးကကျုပ်မြင်သားစရာဂျားကံမလို့ပဲသူ့လိုတပြောင်နဲ့အင်းကချော့သွားတာပဲဗျာပြီးတော့ဆွဲလိုက်တဲ့အခါမှာလည်းအစင်းအောင်မြင်းချောင်းနေနဲ့အစင်းအောင်အင်းဆန်အခရာတွေကြီးပါပဲဗျာဒီလိုနဲ့ပဲကျုပ်လေးမူလပြန်ရင်အကာအကွယ်အင်းနဲ့တံပြန်အင်းတွေကိုတိမ်ဝင်တပိတ်ကြီးကနေဖဲ့ယူပြီးဆွဲလိုက်တဲ့အခါတပိတ်လဲကုံရောကျုပ်ရည်ထဲမှာတိမ်ဝင်တပိတ်ခွဲအင်းချက်30ခန့်ရလာတယ်ဗျကျုပ်လေးအင်းချက်တွေကိုလိုလောက်ရပြီဆိုတော့ကျုပ်ဖိတ်လိုက်လို့ပဲကြလွန့်ဆက်နေတဲ့တပိတ်ခွဲရဲ့အကျန်းနဲ့ဘိုင်းတွေကိုတေချာပြန်စုပြီးအိတ်ကလေးတစ်ခုတည်းထည့်ထားလိုက်တော့ဗောဗျာဒီတပိတ်ခွဲအစတွေကအင်းဆွဲလို့မရရင်တော့အောက်ဆုံးစဉ်တရေတစ်စေလောက်ကတော့နှိမ့်နှင်းလို့ရနိုင်သေးလို့ကျုပ်ထင်မိနေလေဗျာကျုပ်ကိစ္စအလုံးပြီးစီတော့ကျုပ်လက်ထက်ကဝစင်းအင်းဆွဲကညစ်တန်လေးကတဖြည်းဖြည်းအရေးစားကြီးမားသွားပြီမူလဝစင်းတို့လေးပြင်းဖြစ်သွားတယ်ဗျပြီးတော့တစ်စက်တည်းကျုပ်လက်ပေါ်ကတိုင်ခုံးစည်းပြီးကြမ်းခဲပေါ်မှာဟိုလေးဒီလေးနဲ့ဆက်ပြီးနေနေသွားတော့ဗောဗျာဒီလိုနဲ့ညနေဆောင်ရောက်တော့ကျုပ်လက်လေခွန်းထဲကပြန်လာတဲ့အကိုကြီးနဲ့စင်ဝဲတောင်ကြီးကလေခွန်းတွေသွားကြည့်နေဆိုတော့အကိုကြီးနဲ့တူအဖေရောလိုက်လာခဲ့တယ်ဗျကျုပ်ကလိုရမယ်ရပကုံးပေါ်လွယ်ကလေးတင်ပြီးအဖေနဲ့အကိုကြီးခေါ်ကလေခွန်းတွေစီမရောက်တာကြလို့သွားကြည့်ရင်လည်းလို့ပြောပြီးအမေကိုလင်ခဲ့ရတာပေါ့ကျုပ်တယောက်တည်းသွားရင်အမေကဘလုံးမှစိတ်ချနိုင်မှာမဟုတ်ဘူးလေကျုပ်တို့သားဖ3ယောက်ရွာနောက်ဘက်ကချောင်းကိုဆန်းတက်ပြီးလေခွန်းတွေရှိရာထွက်လာကြတယ်ဒီတော့စိမ့်ဖက်နေတဲ့လေခွန်းများကလည်းညနေစီးစာလာကိုဘယ်ညာရင်ပြီးဖော်ကျူးနေကြတယ်ကျုပ်လေးဝစင်းတို့ကလေးကိုတင်းကျပ်စွာကင်ထားလိုက်ရင်ကျုပ်တို့လည်းနဲ့နီးစပ်နေတဲ့စင်ဝဲတောင်ကိုကြည့်ကအဖေတို့ကိုအခုလိုပြောလိုက်တယ်ဗျအဖေကိုကြီးအခုလိုညနေဆောင်တဲ့အချိန်မှာစင်ဝဲတောင်ကိုကြည့်လိုက်တော့ဘလုံးမြင်ကြတယ်လေကြည့်လို့ကောင်းတယ်တောင်လုံးမဲ့ဒါရင်ငယ်ကဒီတောင်ကအဖေလဲနွားကြောင်ရင်ငယ်ပေါင်းနေနဲ့ခဏခဏရောက်ဘူးရလေအဖေကအဲ့လိုပြုံးပြီးပြောလိုက်တာဗျဒီတော့အကိုကြီးကလည်းအခုလိုမျိုးထက်ပြီးဆိုလာပါသေးတယ်ဗျဟုတ်တယ်ညီလေးအကိုလည်းတခါတလေညှစ်ချိုးရင်တက်ဖူးရလေဒါပေမဲ့မနေ့ကမှကိုအောင်လင်းကြီးဖြစ်သွားတော့အကိုတော့တိတ်မသေးတော့ဘူးကွာအကိုကြီးကအဲ့လိုပြောနေပေမဲ့သူ့ရဲ့မျက်နှာအတွင်းမြင်အတန်ကအစစိုးရင်ကြောက်လန့်မှုတွေကိုကျုပ်မြင်နေရတယ်ဗျဟုတ်တယ်အကိုကြီးဒီတောင်မှအခုလက်ရှိအတော်လေးကိုအန်နေရှိနေတယ်ပြီးတော့ကိုအောင်တွေးကြည့်လို့မျိုးနောက်ထပ်ကျုပ်တို့ရွာသားတွေဆက်ပြီးဒုက္ခရောက်နိုင်ခြင်းရှိသေးတယ်ဗျဒီတော့ကျုပ်ကအဲ့ဒီအန်နေကိုဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပြီကျုပ်ကအဲ့လိုတီတီကြီးပြောလိုက်တော့အဖေနဲ့အကိုကြီးလည်းမျက်လုံးပြူးသွားတယ်ဗျဘာကိုပြောရလဲသားရင်စင်ဝဲတောင်ကတောင်သန်းနဲ့ရှိရလို့ပဲကြားဘူးတာတောင်သုံးကလည်းလာတဲ့သူတိုင်းကိုသူ့ကိုမစော်ခိုင်းရင်ဒုက္ခပေးတာမျိုးမရှိပါဘူးမဟုတ်ဘူးအဖေအခုရေသွင်းမြောင်းနေမှာမွေးတွေရောက်လာတဲ့ပြဿနာရဲ့ကိုအောင်ထွင်းကြီးကိုဝင်းကျင်ချုပ်တာရဲ့ကတောင်သုံးနဲ့မဆိုင်ဘူးဗျဘာလို့လဲဆိုတော့တိတ်မကြခင်ပါပဲဒီ
ဒီတောင်မှငွေတွေကိုထိန်းချုပ်တာနဲ့ကိုဝေကြီးတကောင်ရောက်လာပြီးကျင့်စဉ်ကျင့်နေရအဖေသူကကောင်းတဲ့သူတော့မဟုတ်ဘူးလူတွေကိုပြူစားပြီးပညာရည်တွေနဲ့တတ်နေတာတရားလုံးကလူတွေလဲလို့မရအောင်ရေသွင်းကြောင်းမှာငွေတွေရအောင်လေသူစီရင်ထားတာဒီတော့သူ့ကိုမနိုင်နေနိုင်ရင်ကျုပ်တို့ကငြင်းကြမှာမဟုတ်ဘူးဒါပေမဲ့သားမင်းတယောက်တည်းဆိုအဖေခွင့်မပြုဘူးအဖေတို့မင်းကိုစိတ်မချဘူးသားဟုတ်တယ်ညီလေးအဲ့လောက်အနေနဲ့များတဲ့ကိုဝေကြီးကိုညီလေးရင်ဆိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒီတော့ညီလေးမသွားပါနဲ့ကွာသူ့ဘက်ကနောက်ထပ်ရောက်ကိုဒုက္ခပေးပြီဆိုမှတခြားရာကအထက်လန်းဆရာကြီးနဲ့ရှင်းကြတာပေါ့ညီလေးကျုပ်ကိုစိတ်မူကြပါနဲ့အဖေနဲ့ကိုကြီးတကယ်လို့သွားရင်တော့ကျုပ်တော်တယ်မဟုတ်ပါဘူးကျုပ်မှာဘာကြီးတို့နဲ့အဘိုးဆရာကြီးတွေတင်ပေးခဲ့တဲ့ပညာတွေရှိတယ်ပြီးတော့ကျုပ်မှာမနှောမရဝဇင်းတို့လည်းရှိတယ်ဒီအတွက်ကြောင့်သူ့ကိုကျုပ်မနိုင်တဲ့အကြောင်းမရှိပါဘူးကျုပ်စကားကိုကြားတော့အဖေနဲ့ကိုကြီးအနေနဲ့တော့စဉ်းစားတွေ့သွားတာကိုလေကျုပ်တွေ့လိုက်ရတယ်ဗျဒီတော့ကျုပ်လေအဖေနဲ့ကိုကြီးရောဝဇင်းတို့လေးကိုကင်ပြီးပုတ်လိုက်တော့သူတို့မျက်လုံးအောင်မှာဝဇင်းတို့လေးကအလင်းတွေဖြတ်ခနဲ့လက်သွားတယ်ဗျဟင်ဒါကထူးဆန်းလာကြည်လားသားဟုတ်တယ်ကြီးလေဒီတုပ်လေးကရိုးတော့မဖြစ်နိုင်ဘူးဒါကအဘိုးဆရာကြီးတပါပေးခဲ့တယ်မနှောမရဝိဇ္ဇာတောင်းပေးပါအဖေနဲ့ကိုကြီးကျုပ်ကသူ့ကိုခေါ်တာဝဇင်းလေးသူကကျုပ်ကိုအစဆရာလမ်းပြကူညီပေးတယ်ကိုအောင်ထွန်းကြီးကိုကယ်ခဲ့တာလေသူပဲသူရှိနေဘာကောင်ကြီးလာလာကျုပ်မကြောက်ပါဘူးကျုပ်လေအဖေနဲ့ကိုကြီးကိုကျုပ်ပေါ်စိတ်ချအောင်အကြောင်းဆိုရှင်းပြလိုက်တော့မှအဖေတို့လည်းနောက်ထပ်ဘာမှအဆက်မပြောတော့ဘူးစဉ်းစားလို့ရှိနေရဲ့ဗျနောက်ဆုံးမှာတော့အဖေကတက်ပင်းချလိုက်ပြီကျုပ်ပခုံးကိုအသာရပုတ်ရင်စကားဆက်ပြောလာတယ်ဗျကောင်းပြီသားအဖေလည်းသားကိုယုံတယ်သားလို့တာကကောင်းတဲ့အလုပ်ပဲဒါပေမဲ့အလွယ်တကူမဖြစ်နိုင်ဘူးဆိုတာအဖေသိတယ်တတိတော့ကြီးကြီးထားပါသားရဲ့အကိုကြီးလည်းလက်ရှင်နေကြီးလေငါညီလေးကိုတယောက်တည်းတော့အကိုကြီးစိတ်မချဘူးဒီတော့သွားတဲ့အချိန်ကျအကိုကြီးပါအပါခေါ်ကွာဘာကောင်းကြီးပဲဖြစ်ဖြစ်ငါညီလေးကိုထိရင်အကိုကြီးဝင်ချမယ်အကိုကြီးရဲ့စကားကိုကြားတော့ကျုပ်ပါဇက်အဟောင်းသားကိုဖြစ်သွားတာဗျဗရောက်တစိန်နဲ့တွေ့တော့ကကျုပ်ကိုပြစ်ထားခဲ့တဲ့အကိုကြီးစော်ဝိုင်းကုန်းကတရေကြီးနဲ့ဝင်းမှာမလိုက်ရတဲ့အကိုကြီးကအခုတိုးရတဲ့ဆိုတဲ့ငွေကွေကြီးနဲ့ကြတော့မှကျုပ်ကိုစိတ်မချဘူးဆိုပြီးလိုက်လာမယ်ဆိုတော့ကျုပ်လေမျက်ရည်တောင်ကြောက်မိပါရဲ့ဗျာမဖြစ်နိုင်ဘူးအကိုကြီးလိုက်လို့မရဘူးဗျဒီတိုက်ပွဲကတာမန်လွေနဲ့ရင်ဆိုင်ရတဲ့လူသားတွေရဲ့တိုက်ပွဲမဟုတ်ဘူးတဘာလုံးဆောင်းအားချင်းချင်းပြဲမပွဲဒီတော့အကိုကြီးပါလာရင်ကျုပ်ကအကိုကြီးကိုကာဝင်းနေသူ့ကိုတိုက်ခိုက်တဲ့အခါတောက်ဆန်တင်းနေရလိမ့်မယ်ဗျပြီးတော့အကိုကြီးတွေလည်းအသက်အန္တရာယ်ထိခိုက်နိုင်တယ်ကျုပ်စကားဆုံးမှာတော့အကိုကြီးမျက်နှာအနှဲငယ်ညှို့သွားပြီမဲ့သူလည်းနားလည်သွားပုံရတယ်ဗျအကိုကြီးသိမှမကြောက်ပါဘူးညီလေးဟာငါညီလေးတခုကိုဖြစ်မှာတဲ့ဆိုင်အကိုကြီးတေတာကမှအတော်သေးတယ်ဒီတော့ညီလေးကိုအကိုကြီးအနေနဲ့ကူညီနေတာမရှိဘူးလားကူညီနေတာရှိတာပေါ့အကိုကြီးကျုပ်ကအဲ့လိုပြောပြီးလွယ်ထဲကတိမ်ဝင်တစ်ပွေခွဲအင်းသုံးချက်ကိုထုတ်ပြီးအကိုကြီးလက်ထဲကိုထည့်ပေးလိုက်တယ်ဗျဒါကအကာအကွယ်အင်းချက်ဒါကမူလပြန်အင်းချက်ဒါကတော့တံပြန်အင်းချက်ပါအကိုကြီးဒီရင်းတွေကိုသုံးချပြီးတာမန်တရဲစီတွေအေးစိရှင်းလင်းနိုင်တယ်အကိုကြီးဖြစ်ချင်တဲ့အထက်လန်းဆရာကြီးလည်းဖြစ်လို့ရတယ်ပြီးတော့ဒီအင်းရက်လေးတွေရှိနေတာမန်စောင်းကိုရဲ့အန်တယ်တွေကမထိခိုက်နိုင်ဘူးအကိုကြီးကျုပ်ကိုကူညီနေတာကကျုံမရှိရင်တော့ရွာကိုစောင့်ရှောက်ပေးပါအမေနဲ့အဖေရဲ့ထိုကြီးရဲ့ကိုစောင့်ရှောက်ပေးပါတကယ်လို့မြန်ကျုပ်မိုးကွေကြီးနဲ့တိုက်ခိုက်လို့မောင်းပြီးမဲ့တည်ဆုံးခဲ့တော့အမေကိုနှစ်သိမ့်ပြီးပါအကိုကြီးမွန်မြတ်တဲ့တည်ဆုံးခြင်းနဲ့ဝမ်းမနေပါနဲ့လို့ကျုပ်အဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့အဖေရဲ့အကိုကြီးရဲ့မျက်ရည်တွေဝိုင်းလာကြတယ်သူတို့ကကျုပ်ကိုချီးကျူးဖို့တောင်းမြတ်ဖို့တဲ့ကျုပ်ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပေးနေကြတာကိုကျုပ်သိလျရတယ်ဗျအကိုကြီးလည်းအာမခံတယ်အဖေလည်းမျက်ရည်ကြကခေါင်းကြီးရှာတယ်ပြီးတော့နှစ်ယောက်သားကျုပ်ကိုတင်းတင်းကြပ်ကြပ်ကိုဖတ်ထားလိုက်ကြတယ်ဗျကျုပ်မှလည်းဘားပြင်ကပူနွေးနေတဲ့မျက်ရည်စာတွေအဆက်မပြည့်စီးကြနေလို့ပေါ့ဗျာဒီလိုနဲ့ပဲကျုပ်တို့သားဖာတော့အိမ်ကိုပြန်လာကြတာပေါ့ညအိယာဝင်ချိန်မှာအမေကကျုပ်ကိုပိုးပြီးနှွေးထွေးတဲ့အကြည့်နဲ့ကြည့်နေတာမြင်ရတော့ကျုပ်လည်းဝမ်းနဲ့လုံးနဲ့ခံစားနေရတယ်ပြီးတော့အမေကကျုပ်အိမ်ကြီးအနားကိုလာပြီးကျုပ်ကောင်းလေးတွေကိုလက်နဲ့ပုတ်တက်ရင်ဒါရဲ့ဘာပဲလို့အမေကိုတိုင်မြုံအောင်မင်းနေနော်လူတွေကအတ္တကြီးတတ်ကြတယ်သူတို့ဖြစ်ချင်တာပဲသိတတ်ကြတယ်ဒီအတွက်သူတို့ဘယ်လိုပဲအကူအညီတောင်းတော့တာအသက်နဲ့ရင်းရမယ်လို့ဆိုရင်မလုပ်ပေးနဲ့နော်တာအမေနောက်တစ်ခါတားအတွက်နဲ့မငိုချင်တော့ဘူးကွယ်အမေကရွာသားတွေအကူအညီတောင်းမှာကိုကြိုသိနေတဲ့အတိုင်းအဲ့လိုစိတ်ပူပြီး
တတိပေးတာပေါ့ဗျာဒီတော့ကျုပ်လည်းအမေစကားကိုပြုံးပြီးခေါင်းကြီးပြလိုက်တော့မှအမေလည်းကျုပ်ရဘေးမှာပဲအေးရခွင်းနေပြင်းစင်နေတယ်ဗျအမေကဒဇဒိုးဆန်နဲ့ကျုပ်အချင်းကိုသိတော့ညဘက်တည်းအပြင်ထက်မှကြောက်ပြီးအဖေနဲ့တူကျုပ်သေးရပြန်ပြီးတဲ့ကကျုပ်အခန်းထဲမှာပဲအိတ်တယ်အကိုကြီးနဲ့ထော်ကြီးကတော့တခန်းပေါ့အမေကသူတို့ထက်ပုတ်ပြီးကျုပ်ကိုချစ်တာကိုသိနေကြပေမဲ့လည်းသူတို့ကလည်းကျုပ်ပေါ်ဥဒူရာမျိုးတော့မရှိဘူးဗျဘာလို့လဲဆိုတော့ကျုပ်သေးပြီလို့ထင်ကြတဲ့ကသူတို့လည်းအတော်လေးကိုစိတ်ပူခဲ့ကြတာပဲလေမဟုတ်ဘူးလားဒီလိုနဲ့ပဲကျုပ်လည်းအချင်းအတော်ကြသည့်အထိအိတ်မပြောဘူးဗျအဖေနဲ့အမေကတော့နှစ်ရှိရအိတ်နေကြပြီကျုပ်ကအတွေးလွှန်းနေရလေကျုပ်စိတ်ထဲမှာဝစိမ့်လေးရဲ့ပြောစကားတွေကိုပြန်တွေးနေတယ်မွေးခွေကြီးနဲ့ရင်စဲမဲ့အချင်းတွေကိုစိတ်ကူးကြည့်နေတယ်နောက်ဆုံးတော့ညနေပိုင်းလောက်မှကျုပ်အိတ်ပြောသွားတယ်ဗျအိမ်မဲထဲမှာဘာကြီးတို့ကကျုပ်ကိုပြုံးလေးကြည့်ပြီးလက်ညှိုးထိုးပြတယ်တူညင်ပြတဲ့ဘက်ကိုကြည့်လိုက်တော့စင်ဝဲတောင်ထက်ကမင်းအောင်တကူလင်းလည်နေတာကိုမြင်လိုက်ရတယ်ဗျကျုပ်နိုးလာတဲ့ချိန်လင်းမထွက်သေးဘူးအိမ်ထဲမှာတိတ်ဆိတ်နေတယ်ကျုပ်လည်းလင်းလင်းမြန်မြန်နဲ့ပြင်ဆင်စရာရှိတာကိုပြင်ဆင်လိုက်တယ်ဘာကြီးတို့ရဲ့ပရိဝစိမ့်တို့အင်းချက်တွေကျေးနှကားရုပ်ကလေးအကုန်သေးချာထိတ်လိုက်တယ်ပြီးတော့အိမ်နေတဲ့အဖေနဲ့အမေတို့ကိုကျုပ်ရှိခိုးခေါ်တော့တယ်ပြီးတော့ဖျားကန်းကိုဝင်ပြီးတောက်တော်ကြီးကအတန်တိတ်မြစ်တာပုတ်ပြီးမှခြေဘွားကိုဖော့ဝါလေးနင်းကဘယ်သူမှမသိအောင်အိမ်မြင်ကိုထွက်လာခဲ့တယ်အခုကတုံးချက်သီးဆိုတော့ဘယ်သူမှလည်းမနှုံးလေးတော့ကျိုးတို့ရွာကလေးကလည်းတိတ်ဆိတ်နေရပေါ့ဗျာကျုပ်အခုတော့ရွာလန်းလေးကိုရောက်နေပြီလေအဲ့ဒီအချိန်မှာပဲကျုပ်နောက်ကတိုင်တရက်အောင်လိုက်လာလို့ခံစားရတယ်ဗျဒါနဲ့ကျုပ်လှည့်ကြည့်လိုက်တော့မထင်မှပဲကျုပ်ကိုကြီးဖြစ်နေရဲ့ဗျဟာဘာလို့လိုက်လာလဲအကိုကြီးဟာကျုပ်အကိုကြီးကိုစိတ်မချဘူးမွေးခွေကြီးကကျုပ်နောက်ကပါလာတဲ့အကိုကြီးကိုလည်းအလွတ်ပေးမှာမဟုတ်ဘူးစိတ်ချပါကျုပ်သူ့ကိုနိုင်ပါတယ်ဗျမရဘူးညီလေးအကိုကြီးတည်ရင်သေးပါစေငါညီဘာမှမဖြစ်စေရဘူးအကိုကြီးကအကိုတယောက်ပဲလေညီတွေကိုကာကွယ်ရမှာအကိုကြီးတယောက်ရဲ့တာဝန်ပဲဒီတော့အကိုကြီးမပါရင်ညီလေးလည်းမတော့ရဘူးကွာကျုပ်အကိုကြီးကဘားပြင်မှာမျက်ရည်စီးကြရင်ကျုပ်ကိုစိတ်ပူပြီးပြောတော့ကျုပ်လည်းမတတ်နိုင်တဲ့အဆုံးအကိုကြီးကိုပါခေါ်ခဲ့ရတာပေါ့ဗျာဒီလိုနဲ့ပဲကျုပ်တို့ညီကောင်တယောက်လည်းတောင်ကြီးကတောဆက်လေးရှိအောင်အရင်ဆုံးရောက်သွားကြတာပေါ့အဲ့ဒီအချိန်မှာပဲအုပ်ဆိုင်နေတဲ့ဝေယုံမင်းကြီးတွေစီကလင်းမတိုက်ပဲရမ်းခါနေတာကိုကျုပ်တို့မြင်လိုက်ရတယ်ဗျပြီးတော့တစ်ဆက်ထဲမှာပဲမွေးတွင်တန်းနဲ့အဆက်မပြတ်ကြပြီအလင်းရောင်မင်းပြပါကလေးအောက်မှာတကူလုံးမဲနေနေတဲ့တောကြီးမွေရောက်တွေအကောင်ရေရာနဲ့ကြည့်ပြီးတောင်ပေါ်ကတည်းဆင်းလာတာကိုကျုပ်တို့တွေ့လိုက်ရတယ်ဗျအကိုကြီးဆိုရင်လည်းအတော်လေးကိုကြောက်လန့်နေပြီဘာဆက်လုပ်အောင်လဲဆိုတဲ့မေးခွန်းနဲ့ကျုပ်ကိုလက်ထုတ်လိုက်တယ်ဗျအဲ့ဒီအချိန်မှာပဲကျုပ်လက်ထက်ကဝစိမ့်လေးစီကနေမူလပြန်ဆိုရဲ့အတန်ထွက်ပေါ်လာခဲ့ရလေဒါနဲ့ပဲကျုပ်လည်းအကိုကြီးကိုကြည့်ကမကြောက်နဲ့အကိုကြီးဒီကောင်တွေကမွေကိုဝေကြီးရဲ့အစီရင်တိုက်မွေတွေပဲကျုပ်လည်းအဲ့လိုပြောပြီးတစ်ဆက်တည်းမှာပဲလွယ်ထဲကတိန်ဝန်တစ်ပွဲကမူလပြန်အင်းသုံးချင်နဲ့မွေတွေစီပြစ်ပေါ်လိုက်တော့တစ်ဆက်တည်းဆင်းလာတဲ့မွေတွေအလုံးဝုန်းဝုန်းနဲ့ပောက်ဝဲတန်သုံးချင်တဲ့အတူနွယ်ပြင်အပိုင်းစာတွေဖြစ်သွားပါလေရောဗျာဒါနဲ့ပဲကျုပ်တို့လည်းနောက်ထပ်အသားစီမရှိတော့ပဲသစင်ချင်းစီတောင်ထိပ်ပေါ်ကိုတက်လာခဲ့တာပေါ့ဗျာကျုပ်တို့တောင်ထိပ်ကိုရောက်တော့ကော်ထွင်းကြီးပြောတဲ့ဂူကြီးကိုတွေ့လိုက်ရတယ်ဗျဂူထဲမှာလည်းမိခိုးအောင်ခုံးဝေတွေကဂူပေါက်မှတစ်ဆင့်အပေါ်ကိုပြန်နေရပဲဗျာကြည့်ရတာမွေးခွေကြီးကြည့်စင်ကြည့်နေရပဲဖြစ်မယ်ဗျကျုပ်တို့ညီကောင်တွေလည်းတဖြည်းဖြည်းနဲ့ဂူပေါက်ဝါကိုကတ်လာခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲကျုပ်တို့ရှိတဲ့ဂူပေါက်ကြီးစီမှာအမွေးစော်ဝါသေးကြီးတွေဘွားကနေပေါ်လာခဲ့တာဗျအကိုကြီးဆိုရင်ကြောက်လွန်းလို့လက်တွေချွေတောင်တုံဆက်နေပြီဗျကျုပ်ကလည်းအနေငယ်တော့ကြောက်စီဝင်ခဲ့ပေမဲ့ကျုပ်တွေးထဲမှာမန်နန်တင်ပေးထားတဲ့အဘိုးရဲ့မန်နန်ဘလူးစင်ကောင်မန်နန်ကိုသတိရသွားတယ်ဗျဒါနဲ့ကျုပ်လည်းလက်နှစ်ဖက်ကိုကြာဝိုးတစ်ပွဲအုပ်ခါမန်နန်ဘလူးစင်ကောင်မန်နန်ကိုရွက်လိုက်တော့ပြင်းဝင်လာတဲ့သေးကြီး9ကောင်ရှိမှတန်လဲကင်ထားတဲ့ဘလူးကြီးတစ်ကောင်ထွက်လာတယ်ဗျဟောတိုက်ပြီဗျကျုပ်ရဲ့မန်နန်ဘလူးကြီးကသေးကြီး9ကောင်ကိုတန်လဲနဲ့ခုတ်တာဗျဒါပေမဲ့သေးကြီး9ကောင်ကလည်းမခေဘူးဗျအရွယ်စားကြီးတဲ့ကျုပ်ရဲ့ဘလူးကြီးကိုဝိုင်းဝန်းပြီးချတာဗျတုံးတိုင်းနဲ့အတန်ကြီးတွေကလည်းတောင်ထိပ်မှာစူညံနေရပါဗျာအကိုကြီးကတော့ကျုပ်ရဲ့ဘလူးကြီးကိုမြင်ရတော့မသိဘူးသူ့အမြင်ကတော့သေးကြီး9ကောင်အချင်းချင်းချနေလို့မြင်နေရတာတဲ့ဒီလိုနဲ့အပြန်လန်9ကောင်တကောင်တိုက်ခဲ့နေတဲ့အချိန်မှာပဲကျုပ်လက်ထက်ကဝစိမ့်လုပ်လေးကလှုပ်ခါလာပြီးကျုပ်လက်ထက်ကတည်းအပေါ်ကိုပြတ်နေသွားတယ်ဗျပြီးတော့တစ်စက်တည်းဘလူးကြီးနဲ့တိုက်နေတဲ့သေးကြီး9ကောင်ရဲ့ကြောပြင်းတွေကိုအလင်းကတက်ပြန်းပြန်းနဲ့မြေအောင်ကိုရိုက်ချလိုက်တာဗျဒီတော့သေးကြီး9ကောင်လေးနာကျင်ပြီးတော့ခြေဦးတရကိုထွက်ပြေးပါလေရောဒီတော့မှဝစိမ့်လုပ်လေးကကျုပ်လက်ထက်ကိုပြန်အောင်လာပြီးမန်နန်ဘလူးကြီးကလည်းပျောက်ကွယ်သွားတယ်ဗျအဲ့ဒီအချိန်မှာပဲ
မင်းကဘယ်ဆိုးလို့လဲအတော်လေးကိုတက်တီကောင်းနဲ့အကောင်ပါပဲလားကွာမင်းအခုလာတာကကို့တဲ့တွင်ကိုတူးလိုက်လို့ဖြစ်သွားပြီကောင်းလေဘာလို့လဲဆိုတော့ငါကျင့်စဉ်အောင်သွားပြီကျင့်စဉ်အောင်သွားပြီကွာကဲကောင်းလေမင်းကငါအလုပ်တွေဝင်ရှုပ်တယ်ပြင်ငါရှိရနေရထိတောင်လိုက်လာသေးတာဆိုတော့မင်းတို့နှစ်ယောက်စလုံးတေးတဲ့နေဒီတော့တေးဖို့တာပြင်ထားကြတဲ့ဟိငွေခွေကြီးကအဲ့လိုပြောပြီးသူ့ရဲ့လက်ကိုပါးစပ်နားတိတ်ပြီးနောက်ကတစုံတစ်ခုကိုရွတ်လိုက်တာသူ့ရဲ့လက်ထဲမှာအမဲအောင်အခုံးငွေတွေထွက်လာတာဗျဒီတော့ကျုပ်လည်းအကိုကြီးကိုခက်ဝင်းမှာသွားခိုင်းလိုက်ပြီသူဘာလုပ်မလဲဆိုတာစောင့်ကြည့်နေရပေါ့ဟောဗျာသူ့ရဲ့လက်ထဲကထွက်လာတဲ့အခုံးငွေတွေကမိခိုးလုံးလုံးဖြစ်သွားပြီကြီးမားတဲ့မွေးနေကြီးကောင်ဖြစ်သွားတာဗျကျုပ်လည်းဘာဆက်လုံးမှမသိဖြစ်နေတဲ့အချိန်မှာပဲကျုပ်လေထဲကကျင်းကားရုပ်ကလေးကလှုပ်လာတယ်ဗျဒါနဲ့ပဲကျုပ်လည်းမထူးဘူးဆိုပြီးကျင်းကားရုပ်ကလေးကိုမြေပြင်ပေါ်မှာချပြီးမြေပြင်ကိုဝစိမ်းတုပ်ကလေးနဲ့အားကုန်သုံးချက်ရိုက်ချကဟဲ့ကျင်းကားအသက်ဝင်စမ်းဟိကျုပ်အဲ့ဒီလိုအမိန့်ပြန်လိုက်တော့ကျင်းကားရုပ်ကလေးကခေါင်းငယ်ထက်ကိုပြန်တက်သွားပြီးရွှေရောင်အကြီးကွန်နေနဲ့နဂါးကြီးကောင်ဖြစ်သွားတယ်ဗျပြီးတော့တစ်ဆက်ထဲမှာပဲမြေပြင်ပေါ်ကိုခုန်ဆင်းလာပြီးငွေခွေကြီးရဲ့မွေးနေကြီးကိုအတင်းဝင်လုံးပါလေရောကျုပ်ဖြင့်အတော်လေးကြည်ကောင်းနေရမှာဗျာမွေးနေကြီးကပရမကျုပ်ရဲ့နဂါးကြီးကိုသူ့ခန္ဓာကိုယ်နဲ့ရစ်တယ်ကျုပ်ရဲ့နဂါးကြီးကလည်းအားကြမခံမွေးနေကြီးကိုပြန်ရစ်တယ်ဒီလုံးနဲ့အပြန်လန်လုံးတွေရစ်ပတ်နေကြရမှာဗျာကျုပ်တို့စားဖို့တဲ့မုံကျိုးလေအတိုင်းပဲတကောင်နဲ့တကောင်တပတ်ချင်းစီရစ်ပတ်နေကြတာဗျနောက်ဆုံးမှာတော့တကောင်နဲ့တကောင်ရစ်ပတ်လူးလိုက်ရင်ဥကောင်းတကူအနီးကဆုံးဖြစ်သွားတာဗျအဲ့ဒီအချိန်ကျမှကျုပ်နဂါးကြီးကပါဇက်ကြီးဖြစ်ပြီးမွေးနေကြီးရဲ့ဥကောင်းကိုတက်ချက်ပဲကိုက်ချလိုက်တာမွေးနေကြီးရဲ့ကောင်ပြက်စီးပြီးပျောက်ကွယ်သွားတာဗျပြီးတော့ကျုပ်နဂါးကြီးကလည်းတဖြည်းဖြည်းသိငယ်သွားပြီးကျင်းနဂါးရုပ်ကလေးပြက်ဖြစ်သွားကကျုပ်လက်ပေါ်ကိုပြန်ရောက်လာတာပေါ့ဗျာမင်းမလည်းအဆောင်ကောင်းတွေရှိနေရပဲကိုကြားတယ်ကွာငါရဲ့နဂါးကိုဆက်ခံနိုင်ခံစမ်းသူ့မွေးနေကြီးရှုံးသွားတော့မွေခွေကြီးကစိတ်တူပြီးကျုပ်စီကိုမိခိုးလုံးစက်ကြီးနဲ့ပြစ်တာဗျကျုပ်ကလည်းဘယ်ရမလဲလွယ်ထဲကတည်းတံပြန်အင်းနဲ့လာနေတဲ့မိခိုးလုံးစက်ကြီးတွေကိုပြစ်ပုတ်လိုက်တာပေါ့ဗျာဝုန်းဆိုတဲ့အတန်တစ်ချက်ပဲကျုပ်ရဲ့တံပြန်အင်းလည်းပောက်ကွေးသွားလို့မွေခွေကြီးရဲ့စက်တွေကလည်းအနောက်ကိုပြန်ကန်ထွက်သွားတာဗျမွေခွေကြီးကလည်းအနောက်ကိုနှစ်ပေကန်ဆုပ်သွားတယ်လို့ကျုပ်လည်းနှစ်ပေကန်ဆုပ်သွားရတယ်ဗျမင်းကဘယ်ဆိုးလို့လဲကွာဒီတခါတော့ငါရဲ့အစ်စ်မြင့်နဲ့နဂါးမီးပြန်ဆက်ခံနိုင်ခံစမ်းကွာမွေခွေကြီးကပြောရင်းဆိုရင်နဲ့ကျုပ်စီကိုအနီအောင်ဆက်တွေနဲ့ဆက်ကပြစ်လိုက်တာဗျဒါနဲ့ကျုပ်လည်းလေဘင်းမှာပတ်ထားတဲ့ဘာကြီးတို့ရဲ့ပရိနဲ့ဝင်လာတဲ့ဆက်တွေကိုရိုက်ချဖြုတ်ချတာပေါ့ဗျာဒီတော့ဆက်တွေဘေးဘက်ဝဲရကိုလွတ်ဆန်သွားခဲ့ပြီဘေးကကြောက်တုံးတွေကိုထိမှန်သွားတာကြောက်တုံးတွေဆိုရင်အစိတ်စိတ်မောင်မောင်ကိုဖြစ်သွားတာဗျအတော်လေးကိုပြင်းတဲ့ဆက်တွေပါဗျာမင်းကတလောက်တောင်စွမ်းနေမှာတော့ငါရဲ့အစ်စ်မြင့်ဆုံးလောင်မီကိုရဲ့ဆက်ကိုထုတ်ရတာပေါ့ကွာမွေးကိုကြီးကအဲ့ဒီလိုပြောပြီးနောက်မှတစ်ခုခုကိုရွတ်ဆိုလိုက်တော့သူ့ခန္ဓာကိုယ်တစ်ခုလုံးကအမင်းအောင်ခုံးငွေတွေထွက်လာပြီနွားလေးပဲလောက်ရှိတဲ့ဆက်မီးလုံးကြီးကသူ့ရှေ့မှာပေါ်လာတာဗျဟောပြစ်လိုက်ပြီဗျကျုပ်စီကိုတဲ့ပြစ်တာကျုပ်လေဘာတို့ရဲ့ပတိကိုဘယ်ဘက်လက်နဲ့ရမ်းကညာဘက်လက်ကဝစိမ်းတုပ်လေးကိုလည်းတင်းတင်းကြပ်ကြပ်စုပ်ကိန်ထားလိုက်တယ်ဗျဆက်လုံးကြီးအနားကိုရောက်ရင်ဝစိမ်းတုပ်လေးနဲ့ရိုက်ချမယ်ပေါ့ဒါပေမဲ့လဲဝင်းလောက်ကြီးတဲ့ဆက်ကြီးကအရွယ်စားနဲ့မလိုက်အောင်ပြစ်လိုက်တယ်မြားရစင်းလို့ကျုပ်စီကိုတဲ့ကြီးဝင်လာတော့ကျုပ်လေပတိနဲ့ပဲအလင်းမြန်ရိုက်ချနိုင်လိုက်တယ်ဗျအဲ့ဒီတော့ဝုန်းဆိုတဲ့မိုးချင်းတံမကခြေလုံးနဲ့အတန်ကြီးနဲ့တူဆက်ကြီးကလည်းနှစ်ချံခွဲသွားပြီကျုပ်လည်းအနောက်ကိုဆယ်ပေခန့်ထိလွတ်ဆွန်လဲကျသွားတယ်ဗျပြီးတော့တစ်စက်တည်းကျုပ်ပါစက်တွေကသွေးတွေစီးကြလာတာဗျကျုပ်လက်ထက်ကဝစိမ်းတုပ်ကလေးကလည်းကျုပ်နဲ့9ပေခွဲအကားထိလွတ်ဆွန်သွားတယ်ဒီဒီခါတော့ကျုပ်တရားတော်မယ်ထင်ပါရဲ့ဗျအဲ့ဒီအချိန်မှာပဲအကိုကြီးကတစ်ပင်နောက်ကကွယ်ရာကားတိုင်ကျုပ်စီပြေးလာပြီးကျုပ်ကိုပွေ့ချိလိုက်တယ်ဗျကြီးလေးမင်းမသေးရဘူးနော်မင်းသေးလို့မရဘူးမင်းသေးရင်အမေတို့ကိုအကိုကြီးဘယ်လိုပြောရမလဲဘယ်တက်နိုင်မလဲအကိုကြီးဟာအခုအကိုကြီးပြေးတော့ကျုပ်သူ့ကိုမနိုင်ဘူးဒီတော့အကိုကြီးပြေးတော့ဗျာဟင်အကိုကြီးမပြေးဘူးတေးမယ်ဆိုလေဒုညီကောင်တွေအောင်တေးကြတာပေါ့ကွာစိတ်ချတေးရမှာဒါပေမဲ့မင်းတို့နေရာစလုံးရိုးတော့တေးကိုမပေးဘူးကွာငါကိုယ်တိုင်အရှင်လက်လက်မျိုးချပြစ်မယ်ဟိကျုပ်တို့ညီကိုအပြန်လန်ပြောနေတဲ့အချိန်မှာပဲမွေခွေကြီးကကျုပ်တို့ကိုကျင်းသွားပြီးသူ့ခန္ဓာကိုယ်ကိုကြီးမားတဲ့မွေတကားကြီးအတွင်ပြောင်းလိုက်တာဗျကဲမင်းတို့ငါအစာဖြစ်ပြီပေါ့ကွာငါဒီနေပဲနဂါးကိုဖြစ်ပြီးနဂါးအတွင်ပြောင်းနေတဲ့အချိန်မှာပဲ
လူသားเนี่ยကိုစားခွင့်ရပြီဟဲ့သေပြီတော့ငါ့အလုပ်ကိုဝင်ရှုပ်တယ်ကောင်းတယ်မွေခွေကြီးကကြီးမားတဲ့မွေတကားကြီးဖြစ်ပြီးကျုပ်တို့ကိုကျင်းဝါကဗပြင်းကြီးအုပ်ပြီးအနားကိုတရွေ့ကတ်လာခဲ့တယ်ဗျအဲ့ဒီအချိန်မှာပဲကျုပ်နဲ့ငါးပေကရောက်နေတဲ့ဝစိမ်းတို့တွေကထောင်မက်လာပြီးဘယ်ညာရင်းကတပြေးပြေးနဲ့အသွင်ပြောင်းသွားတာကိုကျုပ်မြင်လိုက်ရတယ်ဗျတခင်မပူနဲ့ကျွန်တော်မျိုးလာပြီကျုပ်ကြည့်နေတဲ့အချိန်မှာပဲဝစိမ်းတို့လေးကအသက်10နှစ်သားအရွယ်ဘိုက်ပူနဲ့ဦးကောင်းထက်မှာအချွန်တက်တွေနဲ့လက်တငယ်လေးဖြစ်သွားတယ်ဗျဒီတော့မွေးငကားကြီးကဝစိမ်းတို့လေးပြောင်းလဲထားတဲ့လက်တငယ်လေးစီကိုမိခိုးရည်နဲ့မှုတ်လိုက်တယ်ဗျလက်တငယ်လေးကလည်းသူ့စီလာတဲ့မိခိုးတွေကိုခုံပေါက်ပြီးရဲမောင်းရင်ရှောင်းနေတာဗျဒီတော့မွေးငကားကြီးကလည်းမိရည်နဲ့ဇက်တိုက်ဆိုလုံးမဟုတ်လက်တငယ်လေးကလည်းခုံပေါက်ပြီးရှောင်းနေတော့ကြောက်တော့မွေးငကားကြီးကအတော်လေးကိုစိတ်တူလာပြီးလက်တငယ်လေးစီတက်တဲ့ဗပြင်းအုပ်ကပေါက်ချလိုက်တယ်ဗျဒီတခါတော့မွေးငကားကြီးကလက်တငယ်လေးစင်းတဲ့ခွန်ထဲကိုဝင်သွားတာပေါ့ဗျာလက်တငယ်လေးကမွေကြီးပေါက်တာကိုကျွန်းပြစ်ရှောင်ရင်မွေကြီးဦးကောင်းကြီးဘောကိုခုံတက်သွားတယ်ဗျပြီးတော့တစ်စက်တည်းမွေကြီးရဲ့ဦးကောင်းကိုအားရပါရပါဇက်နဲ့ကိုက်နေခဲ့တာဗျဒီတော့မွေကြီးကခေါင်းကြီးကိုရမ်းပြီးခါချလိုက်တယ်လေဒါပေမဲ့လည်းနတ်တငယ်လေးကမလွတ်ပဲအတင်းကိုကိုက်ခဲတာတော့မွေကြီးစီမှာငကားကိုကြီးရဲ့အတန်ထွက်ပေါ်လာခဲ့တယ်အာနားတယ်ကြောက်ပါပြီငါရဲ့ပညာမောက်ကိုမကိုက်ပါနဲ့တော့ငါအရှုံးပေးပါနဲ့ဒီကနေထွက်သွားပေးပါမယ်မွေကြီးကအဲ့လိုတောင်းပန်နေပေမဲ့လည်းနတ်တငယ်လေးကမလွတ်ပဲအားရပါရကိုကိုက်ထားတော့မွေကြီးလည်းလူးလိမ်နေတာပေါ့ဗျာနောက်ဆုံးမှာတော့မွေကြီးခေါင်းကသွေးတွေစီးကြလာပြီမြေပြင်ပေါ်မှာငိမ့်တက်သွားတယ်ဗျဒီတော့မှနတ်တငယ်လေးကကိုက်တာကိုရက်လိုက်ပြီပါဇက်ထဲကလည်းအသားပါတချို့ကိုထွေးထုတ်လိုက်တယ်အေးခါလိုက်တာဒီကောင်ကြီးရဲ့ပညာမောက်ကတအားကိုခါတယ်တခင်အခုသူ့ပညာလည်းမရှိတော့ဘူးအခုဒရိပ်မိသွားပြီကျုပ်ကိုယ်တိုင်သူ့ကိုနေရာတစ်ခုကိုပို့လိုက်မယ်တခင်နတ်တငယ်လေးကအဲ့လိုပြောပြီးလဲကြငိမ့်တက်နေတဲ့မွေကြီးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျသူ့လက်ညှိုးထိတ်ကတိုင်အဖြူအောင်လင်းလန်းနေထွက်လာပြီးမွေကြီးတွေတက်တဲ့ဝင်ရောက်သွားကမွေကြီးပြောက်ကွယ်သွားတယ်ဗျဒီတော့မှသူကအကိုကြီးဖတ်ထားတဲ့ကျုံနားကိုလာပြီးကျုပ်ကောင်းကိုတောက်ခနဲ့ခောက်လိုက်တယ်ဗျမှတ်ပြီလားသခင်အဲ့ဒါကျုပ်ကိုမြေကြီးနဲ့အားကိုရတာမကျင်းနဲ့လို့အပြစ်ပေးတာနတ်တငယ်လေးကအဲ့လိုစောင့်နောက်ပြီးကျုပ်ကောင်းကိုတစ်ချက်ခောက်ကပြောက်ကွယ်သွားတာဗျပြီးတော့နတ်တငယ်လေးပြောက်ကွယ်သွားတယ်ဝစိမ်းတို့လေးကကျုပ်လက်ထက်ကိုပြန်ရောက်လာခဲ့လေပြီးတော့တစ်စက်တည်းကျုပ်မှလည်းအစောကနာကျင်တာလည်းမရှိတော့ဘူးဒါနဲ့ကျုပ်ကိုအတင်းကျပ်ဖက်ပြီးငုံနေတဲ့အကိုကြီးကိုပြောရတာပေါ့ကျုပ်ဘာမှမဖြစ်ဘူးအကိုကြီးဖတ်ထားတာကျုပ်အသက်ရှူကျက်လာပြီဗျပြီးတော့အစောကမွေခွေကြီးလည်းမရှိတော့ဘူးကျုပ်အဲ့ဒီလိုပြောလိုက်တာမှအစောကမွေခွေကြီးကိုကြောပေးထားတဲ့အကိုကြီးနောက်ကိုလှည့်ကြည့်လိုက်တာဗျမွေခွေကြီးမရှိတော့တာကိုမြင်ရောဝမ်းသာရအောင်ကျုပ်ကိုတင်းကျပ်ပြီးဖက်ထားပြန်ပါလေရောဗျအကိုကြီးကျုပ်တည်တော့မယ်ဗျလှုပ်ပါအောင်ဗျာကျုပ်တို့ညီကိုလည်းမွေခွေကြီးကိုနှိမ်နှင်းနိုင်ခဲ့ပြီဖြစ်တာကြောင့်တောင်းကိုပြန်ဆင်းလာခဲ့တယ်ဗျဒီလိုနဲ့ကျုပ်တို့တောင်ချီရောက်တော့အဖေရဲ့အမေရဲ့ရွာလူကြီးဦးတောင်းတို့အဖွဲ့ကကြပြာကြရနဲ့ကိုစောက်ကြိုနေကြတာဗျအချိန်ကလည်းနေမွန်းတက်ပြီလို့10ကျတီးတောင်ရှိနေပြီလေဗျအမေကဆိုစူလိုက်တာများဗျပြောမနေပါနဲ့ဒါပေမဲ့လည်းဒီတခါတော့ကျုပ်ကိုကြီးကကျုပ်မွေခွေကြီးနဲ့တိုက်ခိုက်ခဲ့ပုံတွေကိုသူမြဲသလောက်ပိုပိုသာလေးကြွားပြီးသူတက်တည်ရှိကြောင်းသူဘလို့ကျုပ်ကိုကိုကြီးကြောင်းသူ့ကိုယ်သူလည်းအမွှန်းနေပြီးပြောပါလေရောဗျဒီတော့ကျုံနဲ့လိုက်ပြီးစွန့်စားခဲ့တဲ့ကျုပ်ကိုကြီးကရွာထဲကကွန်းတော်ငန်တွေကြားမှာချင်းမင်းသားဖြစ်သွားတော့ဗောဗျာမောင်ဖြိုးနဲ့မွေခွေကြီးဇလန်းလေးကတော့ဒီမှာတည်းဆုံးသက်သွားခဲ့ပါပြီဗျာနောက်လာမယ့်စာစဉ်လေးမှာလည်းမောင်ဖြိုးတယောက်ဘလို့စွန့်စားပြီးလူတွေကိုကဲတင်မလဲဆိုတာစောင့်မျှော်အားပေးကြပါအောင်နော်ကျွန်တော်ကတော့တင်ဆက်သူကိုဖြိုးပဲဖြစ်ပါတယ်ဗျ